Literary ကားရန် channel ကိုစောင့်မျှော်နှာစရာပေးမိကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာဖတ်သူတွေတောင်းဆိုထားတဲ့စာအုပ်တွေကမှစာရေးဆရာမကျွေးသားထားတဲ့ကျေကျေတို့ရဲ့တောင်မန်ဆိုတဲ့စာအုပ်လေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့လည်းအားပေးထားကြပါဦးနော်။ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဇလန်းလေးကိုစတင်ကြပါရရှင်။အပြာရောင်ကမျက်စိအေးစရာဖြစ်တော်လေနေရကပိုစတာကြီးတွေကအပြာရောင်မြစ်ကြီးကိုမြင်လိုက်ချိန်သူ့ရင်နဲ့ပူလောင်သွားတယ်။တိုက်တိုက်ဆိုင်ဆိုင်ဒီခန်းထဲမှာမြစ်ကြီးတစ်စင်းရှိနေရမကောင်း။နည်းနည်းမှမကောင်းတာပါ။ပိုစတာဓာတ်ပုံတွေကမြစ်ကြီးကြောင့်တကူကူပိုဆိုးသွားမှသူစိုးရိမ်မိတယ်။အခုကိုပဲမမေမျက်လုံးတွေကအဲ့ဒီမြစ်ကြီးစီကိုစိုက်ကြည့်နေပြီ။မြစ်ပြမှာရေလိုင်းတွေရှိနေတော့လေကျန်းနဲ့လှိုင်းတပိုးတွေမဟုတ်ဘူး။ဒါပေမဲ့မြင်းဆိုတာကတော့ကျဲပြဲနဲ့ရေလိုင်းတွေကိုစားပြူတာရေပြင်းကြီးပါပဲ။ကဲဆက်ပြောပါဦး။ညညကြမအိပ်ပဲဖះကြီးထိုင်ထိုင်ရှစ်ခုနေရဘယ်လောက်ကြာပြီလဲ။10ရက်လောက်ရှိပြီတင်နေဆရာ။ဟုတ်လား။ဘာဖြစ်လို့မအိပ်ပဲနဲ့ဖះကြီးရှစ်ခုနေရလဲပြောပါဦး။မမေမဖြစ်ဘူး။မမေသူ့ကိုစိတ်ဆိုးနေမလား။ကျွန်တော်ဆရာတယောက်စီသွားကြတော့ကျင်လို့မမေလိုက်ခဲ့ပါလို့ခေါ်လာခဲ့တယ်။အဲဒီဆရာကဆက်ယောဂကိုဆရာဝန်တယောက်ဖြစ်တာကိုတော့မပြောခဲ့ဘူး။မမေများရိမ့်မိနေသလားမရိမ့်မိတော့ပါဘူးမမေကပညာတတ်မှာမဟုတ်ပဲမမေဖြေလိုက်လေမမေရဲ့မမေဘာဖြစ်လို့ညမိတ်တာလဲဆိုတာမင်းတည်တာပဲမင်းဖြေလိုက်ပါလားငါပြေအမီးမှမတက်ပဲနေဦးမေမိတ်တဲ့လူကိုယ်တိုင်ကပြောတော့ပိုတိကြတာပေါ့ဆရာကိုဘာမှအားနာစရာမရှိဘူးအဲ့လိုဆရာဝင်ပြောတယ်ကျမအဲ့ရင်ရေနဲ့မှာဘလို့ရေနဲ့မှာလဲအိမ်မက်တွေမှာရေနဲ့မှာအော်မြင်းပြင်ရအကျဲကြီးပဲလေတွေကလည်းတိုက်ရေလိုင်းတွေကလည်းအကြီးကြီးရေထဲမှာကျမမောနေပြီဒီတော့ရင်းနေတော့မှာပေါ့မမေကဆရာနောက်မြစ်ကြီးကိုမျက်စိလွဲလို့ဖြေတယ်အိမ်မက်ထဲမှာလားဟုတ်တယ်အိမ်မက်ဆိုတာအားနေရင်စိတ်ပူပန်ရင်မတ်တက်တာပဲအေးဝါဝါအိမ်အစားမမှန်ဆိုင်အိမ်မက်ဆိုးမမှတ်ဘူးဒါပေမဲ့အဲ့ဒီမြစ်ကြီးကိုကျမအိတ်တိုင်မက်နေရဆရာဒါကြောင့်ကျမမအိတ်ရဲတော့တာမအိတ်ရတော့ကျမဖျားထန်တိုင်းရှစ်ခိုးနေမိတာပေါ့ညမှမအိတ်တော့နှိမ်ခင်းမအိတ်လားမမေကဘလို့ပြင်ကောင်းမလဲလို့စဉ်းစားရနေခဏညင်သွားခိုက်သူမမေကိုစားဝင်ပြေးပေးလိုက်တယ်မအိတ်ဘူးဆရာနှိမ်ခင်းကြတော့မမေကငုံငုံနေရပဲကဲနေ့လယ်ဒီမှာဘာဖြစ်လို့ငုံမိရလဲဆိုတာပြောပါဦးအော်ဒီလိုပါပဲဆရာကြီးနှိမ်ခင်းကြတော့လေစိတ်ပူစရာတွေဝမ်းနေစရာတွေအများကြီးအဲ့ဒီစိတ်ပူစရာတွေကတခုကိုပြောပါဦးအမေတက်ပုံကြောက်ခွဲသွားတယ်မမေကဒုံတိတိပြေးတယ်ဓာတ်ပုံကြောက်ခွဲတော့ဘာလို့စိုးရင်သွားမိရလဲဘယ်တော့ကကျွေလူကျွေခင်ဖြစ်နေမှမသိပန်းဆိုင်အိုတွေကအဝါရောင်နှိစီတပွင့်ရဲ့ပွင့်ချက်လေးတခုကြည့်နေစေမျက်စိရမှာပဲကြွေကြသွားတယ်ဒုက္ခပါပဲနွမ်းမီကျွေတဲ့ပန်းမွင့်တပွင့်ကြောင့်တူတူကြကြဝမ်းနေစရာမရှိပေမဲ့အခုတလုံးထိရှကြေကွဲလွင်နေတဲ့မိခင်အတွက်တန်လို့စရာဖြစ်နေမှသိကြတယ်အမေများတခုခုဖြစ်သလားလို့စိုးရင်တာပါဖြိုဆိုးတဲ့ဇပွဲကင်းပေါ်မှာအခုပဲကြွေးကြသွားခဲ့တဲ့ပွင့်ချက်လေးနမိတ်ဆိုးကိုကြောင်းလဲနေတဲ့မိခင်ကအဲ့ဒီပွင့်ချက်ကြွေလေးကိုငေးကြည့်နေတယ်အမေနဲ့အတူမနေဘူးလားအမေကအဝေးကြီးမှာဆရာအမေကဘသူနဲ့နေရလဲတခြားသားသမီးတွေရောရှိလားအမနဲ့အတူနေရတဲ့နေမယ်ထင်နေအဲ့ဒီစကားရဲ့မတိကျမှုကိုစိတ်တကူဆရာဝန်ကြီးဒေါက်တာဦးနေမျိုးကထူးခြားရင်မပြပေအသာနားထောင်နေပြီးမှမေးခွန်းမေးတယ်အမေနဲ့ရောအဆက်အသွယ်မှန်မှန်ရလားအဲ့ဒီမေးခွန်းကြောင့်မိခင်မျက်နှာပြတ်သွားတယ်ဖြင်းညင်းစွာကောင်းရမ်းလိုက်တဲ့မိခင်ရဲ့မျက်လုံးတွေရှိဝေနေတယ်စာရီတယ်လီဖုန်းနဲ့လေဆရာတန်ပုံမှန်မမေကခေါင်းဝသာခါရမ်းနေအဆက်အသွယ်မရတာကြာပြီလားမမေခေါင်းညိတ်တယ်ဘယ်တော့ကြာပြီလဲမမေဘာမှမဖြစ်ဘူးသူစိုးရင်တကြည်လန်းကြည့်နေစမှာမမေမျက်ရည်တွေကျလာတယ်ကြာပြီမောင်မင်းညံရဲ့အသက်နဲ့အမျှပဲဆရာသူ့ကိုဖြက်ကနဲ့လမ်းကြည့်တယ်ဆရာဝန်ဖြစ်ပြီးသွားတာလင်္ကာနဲ့မကကြာပြီဖြစ်တဲ့မင်းညံရဲ့အသက်ကိုဆရာခတ်မှန်မိမှာပေါ့ဆရာမျက်နှာမှာခံစားချက်တစ်ခုခုမတွေ့ရဘူးကျွန်တော်အသက်29နှစ်ပါဆရာတော်တော်ကြာပြီပဲဆိုပါတော့အမေဆက်သွယ်မလုပ်တဲ့ချိန်မှာကိုယ့်ဘက်ကရောစူးစမ်းပြီးတော့မဆက်သွယ်ခဲ့ဘူးလားအခန်းတစ်ခုလုံးတခဏတိတ်ဆိတ်သွားတယ်မမေကောင်းလည်းမငြိမ်စကားလည်းမပြောလှုပ်လည်းမလှုပ်
တိတ်ဆိတ်မှုကိုဆရာကစိတ်ရှိရေးစောင့်နေတော့လေသူကမနေတတ်ဘူးမမေကိုတလဲဇွဲမျက်နှာပြင်ပေါ်ကနှင်းစီပွင့်ချက်ကျွေလေးကိုတလဲကြည့်ရင်သူ့ထိုင်နေရမှာပဲလှလှရဖြစ်နေမိတယ်ပြောလိုက်လေမမေဆိုပါလက်တင်ပေါ်မှာသူ့လက်တွေအငိမ့်မနေလှုပ်လှုပ်ရွရွဟိုကြည့်ဒီကြည့်ဖြစ်နေတယ်ဆရာကိုကြည့်လိုက်မိခင်ကိုကြည့်လိုက်အခုလိုတိတ်ဆိတ်နေတော့သူမနေတတ်ဘူးဆရာကိုအားနာနေမိတယ်ဆရာကအပြုံးမပြတ်မိကုန်းတစ်ခုကိုထပ်မိတယ်မိန်းကလေးကိုအမေကစိတ်ဆိုးနေခဲ့လို့လားမိန်းကလေးတဲ့ဆရာမမေကိုမိန်းကလေးလို့ကျင်ကျင်နာနာတုံးနှောင်းလိုက်တယ်မင်းညံရဲ့မမေကဆရာသမီးအရွယ်များသာရှိနိုင်မယ်ထင်တယ်ဆရာတက်က80ကျော်ခဲ့ပြီအိမ်နောက်မမေတန်ကရှိုက်တန်ကိုကြားရတော့တယ်မမေကကျမကိုစိတ်ဆိုးမနေခဲ့ပါဘူးစိတ်မဆိုးပဲနဲ့ဘာဖြစ်လို့သမီးကိုအဆက်အသွယ်မလုပ်ခဲ့ရလဲသမီးဆိုတဲ့စကားလုံးကြောင့်မမေရဲ့ကြိုတင်ကောင်းွယ်ထားတဲ့တတိုင်းကြီးကျိုးပေါက်သွားပုံရတယ်မမေငိုလေတယ်ဘာဖြစ်လို့လဲဆိုတော့ကျမဗမာနေမှန်းအမေမမသိပဲကျမအိမ်ကနေထွက်ပြေးလာတာကျမသိပြီလို့အမေထင်သွားမှာပဲမမေနဲ့ဆရာဝန်ကြားမှာဘာမှမချားနာတော့တဲ့အတွက်သူဝမ်းသာသွားတယ်မမေခုလိုတယောက်ယောက်ကိုအာကိုတကြီးရှင်ဝင့်ပြပြဖို့လိုအပ်နေတာနှစ်ပေါင်းတော်တော်ကြာပြီဒီလောက်နှစ်တွေအကြိုင်မှာတကားမှမေကိုစစ်မပူခဲ့ဘူးလားပူတော့ပူတာပေါ့တကားတလေတော်တော်စိတ်ပူပါတယ်ဒါပေမဲ့အမေနာမအမရှိမှာပဲလို့တွေးခဲ့တာအမေကိုဂီယိုးဆိုင်မယ်လို့ကျမတွေးပြီးတော့စိတ်ချတယ်မမေမပြေပဲနဲ့သူ့ကိုလှည့်ကြည့်တယ်သူကမမေလက်တစ်ဖက်ကိုစောက်ကင်ဖြစ်ညက်လို့ပြုံးပြလိုက်တယ်မမေကဆရာကိုမကြည့်ပဲဖြေတယ်ဓာတ်ပုံကွဲသွားလို့ဆရာကောင်းကြီးတယ်ဓာတ်ပုံကွဲသွားတော့မြမကထုံတဲ့တလေးယုံကြည်မှုရဒါနမိတ်မကောင်းလို့စိတ်တင်သွားတယ်ပေါ့ဒါအဖြစ်တတ်ပါတယ်တလလုံးငိုနေရဆိုတော့တလလုံးစိတ်ပူနေခဲ့လို့ပေါ့ဟုတ်လားဟုတ်ပါတယ်စိတ်ပူရင်အမေစီသွားလို့မရဘူးလားမမေခဏတိတ်ဆိတ်သွားတယ်တမီးကအမေကိုစိတ်ဆိုးနေလို့လားမမေကိုခဏဇက်ခနဲ့တုံသွားတယ်ဟမ်ကျမမေကိုဘယ်တော့မှစိတ်မဆိုးခဲ့ဘူးကျမမေကိုစိတ်ဆိုးလို့အိမ်ကထွက်ပြေးတာမဟုတ်ဘူးလေဒါဖြင့်ဘာဖြစ်လို့အိမ်ကထွက်ပြေးလာရလဲအမေကိုတနာလို့ဘာကြောင့်တနာရလဲမမေမဖြေဘူးမမေမဖြေတာကိုဆရာကလည်းစွတ်မမေးဘူးမိကွန်းလွှဲပြစ်တယ်အမေကဘာမှနေရဲလို့သိလားရွာမှာပဲရှိချင်ရှိနေမယ်ဒါမှမဟုတ်အမကတနေရာပြောင်းသွားလို့အမေလိုက်သွားရင်ရွာမှာမရှိတော့ဘူးရွာဝေးလားအဝေးပဲပေါ့ဘာရွာလဲဘာရွာမဲမသိလို့ခတ်နေရပေါ့ဒီတခါတော့ဆရာအံ့ဩသွားတယ်ရွာနာမည်သာသိရင်မောင်မင်းညံကိုလှုပ်ပြီးစုံစမ်းခိုင်းပြီပေါ့ဆရာရဲ့အခုတော့ရွာနာမည်ကိုမမှတ်မိတော့ကျမငွေုံကလွယ်လို့ဘာတက်နိုင်မလဲတော့မြင့်နဲ့တော့နီးတယ်မဟုတ်လားနီးတယ်ဘာမြင့်လဲအေယာဝတီမြင့်ဆရာကအတန်ထွက်ပြီးရှိတယ်မမေကလည်းလိုက်ရှိတယ်မမေရှိတဲ့အကြောင်းသူစိတ်ချမ်းသာသွားတယ်အေယာဝတီကအရှိကြီးမနေမုံရဲ့ကျမသိပါတယ်အခုမှတကယ်ပြဿနာကိုဆရာတိတ်မိသွားတာဖြစ်လိမ့်မယ်ဆရာကခဏတိတ်ဆိတ်သွားပြီးမှကောင်းပြီအခုသမီးစိတ်ထဲမှာဘာတွေခံစားနေရလဲဘာတွေဖြစ်ချင်နေလဲဘာမှမဖြစ်ချင်ဘူးလေဆရာကိုပြောဆရာကပြုံးလျက်မိကျမမြစ်ကိုအိမ်မက်မမတ်ချင်မြစ်ကိုအိမ်မက်မမတ်ဖို့ကတော့လွယ်ပါတယ်ဗျာစီလီတစ်ချမ်းလောက်တောက်လိုက်ရင်ရပါဟမ်တကယ်ပေါ့ကွယ်မမေသူ့ဘက်ကိုစောင်းခဲ့ကြည့်ဟုတ်နိုင်ပါမလားလို့သားပြည့်သူတန်းကထောက်ခံချက်တောင်းနေတယ်လို့သူမမေကိုပြုံးပြလိုက်တယ်စေးတော့မယ်မဟုတ်လားတောက်မယ်မိခင်အနှဲငယ်စိတ်တည်ငြိမ်သွားတယ်ဟုတ်ပြီပြီးတော့ဘာဖြစ်ချင်လဲအမေအသက်ရှင်ရမှာရှိနေသေးရဲ့လားစိတ်ပူတယ်အမေနာမည်ရောမှတ်မိရဲ့လားအိုးမှတ်မိတာပေါ့အမေနာမည်ကဒေါ်လေးရှင်မမေကမေးမမေးရဲ့ပလေးဆိုတဲ့မျက်နှာထားနဲ့ဆရာကိုခက်မမောင်ပြုံးကြည့်လို့ပြေးရှာတယ်နောက်ကစိတ်ပူစရာတွေရှိသေးလားမမေကသူ့ဘက်ကိုလှည့်ကြည့်တယ်ကျမသာမဟုတ်ကမိမတွေနဲ့ရသွားမှကိုစိတ်ပူတယ်ဝေလွင်မဟုတ်ကမိမဆိုတဲ့အတုံးနောက်ကြောင့်ဝင်လွင်ကိုအားနာသွားတယ်မမေအဲ့လိုမပြောပါနဲ့သူ့ရင်ထဲမှာထိရှနာကျင်လာတယ်ဒါပေမဲ့စိတ်ထိခိုက်နေရဲ့မိခင်ကိုသူ့လျှော့ပေးရမယ်သူမိခင်လက်ကိုနှိမ့်သိမ့်ပြုံးနဲ့ဆွဲယူစောက်ကင်မိတယ်ဂယုတဆိုင်အတန်တိုးထားခဲ့ပေမယ့်တယ်လီဖုန်းတန်ကသူ့နားထဲမှာကျဲလောင်နေ
အိယာပေါ်မှာအိပ်ပျော်ကစားမမိကိုစိုးရိမ်တကြီးငုတ်ကြည့်မိတယ်မမီများနိုးသွားမလားသူ့လက်ကနေထပြီးဂရင်မင်းကတယ်လီဖုန်းစီရောက်သွားတယ်ကောက်ကင်မှုဟန်ပြပြီးမှမကင်တော့ပဲအတန်းအစုံတိအောင်တိုးမိန်ပြက်လိုက်တယ်အိမ်နောက်အိမ်ကန်းစီကိုကြည့်ဖို့လို့အပြေလွှာထွက်လာခဲ့တယ်အိမ်ကန်းထဲကတယ်လီဖုန်းကအတန်းခတ်တူတူနဲ့မြည်နေစေသူကမန်းကန်နဲ့ကောက်ကင်လိုက်တယ်ဟယ်လိုဒါပေမဲ့တစ်ပတ်ကစိတ်လျှော့သွားပြီတိတ်ဆိတ်နေတဲ့တယ်လီဖုန်းကိုသူ့ပေတီးပြီးနားထောင်နေသေးတယ်ပြီးမှအသာပြန်ချလိုက်တယ်ဝင်းလွင်များလားဝင်းလွင်မနဲ့ပြန်ရောက်ပြီလေစိတ်မှလာမကြိုနိုင်ကြောင်းအီမီနဲ့လမ်းတောင်းမယ်နဲ့မိမိစာကိုဝင်းလွင်ဖက်ပြီးစိတ်တူလို့လှမ်းဆက်တာဖြစ်မလားသူတယ်လီဖုန်းကိုဘယ်ချိန်မှများပြန်မြင်လာအောင်မလေးလို့မျောနေတကြီးစောင့်နေ9မိနစ်10မိနစ်တယ်လီဖုန်းကတိတ်ဆိတ်နေခဲ့တယ်ဟမ်မဆောင်မေးပွင့်လင်းစွာရီမောတက်တဲ့ဝင်းလင်းအသွင်ကိုသူ့လွမ်းနေသူပြောနေကြဒသနာပုံမြေတိုးစားတွေကိုပြန်ပြောပါအောင်လို့နှစ်သက်တဲ့ဝင်းလင်းမျက်လုံးလေးသူ့လွမ်းနေဝင်းလင်းစိတ်ကမှတွေးမိုံနဲ့ပဲရှင်နေကနာကျင်လာခဲ့တယ်ခန့်ခန့်ဟိုင်ထိုင်နေရကသူ့ပြုံးကနေထားလိုက်တယ်လက်ဆွဲဤတရားမဆုစာကိုထုတ်ပြီးဝင်းလင်းဖုန်းနံပါတ်ကိုရှာတယ်စာမျက်နှာရည်သာကုန်သွားတယ်မတွေ့ဘူးဒီစာအုပ်ထဲမှာမဟုတ်ရဲ့လားမဆုစာအုပ်ဒီ3လင်းဦးလောက်ခွဲထားမိရဲ့မမိကိုဒေါသထွက်ပြီးစာအုပ်တွေကိုမှွေနှောက်ရှာဖွေတယ်နောက်ဆုံးတော့ပထမဆုံးရှာတဲ့သတိပေးရဲ့နေဆွဲရည်နဲ့မဆုစာအုပ်ထဲမှာတွားတွေ့တယ်အလောတကြီးတူတူပူဖြစ်တဲ့ကိုယ်လေးချင်းကိုမကြိုက်နိုင်ဘူးသူတယ်လီဖုန်းကိုပြုံးခနဲ့ကောက်ကင်ပြီးနံပါတ်တီကိုနှိပ်တယ်မြန်မာနိုင်ငံကနေတခြားနိုင်ငံကိုဖုန်းခေါ်ကားတခြားနိုင်ငံမြန်မာနိုင်ငံကိုခေါ်တဲ့နှုတ်ထားတတ်ပိုးပြီးစေးကြီးတာဆိုတော့တော်ရုံဘယ်တော့မှဖုန်းမခေါ်ခဲ့ဘူးအခုတော့ဝေလွင်စိတ်ကောင်းမဲ့အဖြစ်ကိုသူကြောက်တယ်သူရင်ခုန်စွာနဲ့စောင့်နေကန်ဆိုးလာပါလားတယ်လီဖုန်းထဲမှာသူနားမလည်တဲ့စကားတွေကိုမိမတန်နဲ့ပြောနေတယ်ထိုင်းစကားတန်ပဲအတိတ်ပဲပါပါလိမ့်ဝေလွင်စက်နဲ့အတွင်းထားတဲ့အတန်ရက်မသွားဘူးသူ့စကားကိုလည်းဘယ်သူမှကြားမှမမယ်သူသိတယ်ဝေလွင်တယ်လီဖုန်းမဟုတ်ဘူးလားဖုန်းကဘာဖြစ်နေပါလိမ့်အဲနောက်သူ့ဟာသူရှက်သွားမိတယ်စောစောမြည်ခဲ့တဲ့ဖုန်းကိုဝေလွင်စီရလို့တတိကျတွေးလိုက်မိတာပါလားဟုတ်ချင်မှဟုတ်မှာပေါ့သူ့တန်ကိုညအချိန်မှာတယ်လီဖုန်းဆက်နိုင်လောက်တဲ့အသိမိတ်ဆွေလုံးပေါ်ကိုင်မဲ့လူစင်းကစာမျက်နှာတစ်မျက်နှာကိုကြော်လိမ့်မယ်ဝေလွင်မနေ့ပြန်ရောက်တော့မယ်ဆိုတာမှသူဝေလွင်ကိုအပြင်းထွက်လန်းနေပြီးတော့တယ်မနေ့ပြန်လေးစိတ်ကိုသွားကြရမယ့်အချိန်ကမမေကိုဆရာဦးနေမျိုးကချိန်ထားတဲ့ချိန်နဲ့ကွက်တီတိုက်နေတယ်ဆရာကလည်းတီကြီးလင်းဆမ်းမဲ့အချိန်မှချိန်မဲ့ချိန်တက်လွန်းနေတခြားကိစ္စဆိုရင်ရန်နာရွှေ့လိုက်လို့ရကျင်ရအောင်မမေစိတ်ဝေဒနာကိစ္စဖြစ်နေတော့တရက်မှမရွှေ့သင့်သူမန်ဟီတော်တက်ကတူမှာဘွဲလွန်တက်ပြီးပြန်ရောက်လာတဲ့နေ့တုန်းကတော့ဝေလင်းသူ့ကိုလာကြုခဲ့တယ်ညံကိုတွေ့ရဖို့လောက်ဘယ်မှအရေးမကြီးပါဘူးတဲ့သူကတော့ဝေလင်းကိုမနှက်ပြန်သွားမကြိုနိုင်ဘူးဝေလင်းကိုအားနာသွားမိတယ်မမေကိုစေကန်းပြမှာမဟုတ်ပါဝေလင်းရဲ့မမေကတိုးလိုက်မပို့ရင်သွားမှာမဟုတ်ဘူးစေကန်းကိုမသွားရင်မမေဝေဒနာပိုချသွားလိမ့်မယ်ဝေလင်းကိုကြိုဖို့စေကန်းကိုရက်ရွှေ့ခဲ့ရင်လေတစ်ချိန်ချင်းမှမမေတိသွားခဲ့ရင်ဝမ်းနဲ့ကြေခွဲစွာနာကျင်လိမ့်မယ်ဝေလင်းရဲ့အတွက်မို့ပိုလို့နာကျင်ပါလိမ့်မယ်ဝေလင်းကလွန်ခဲ့တဲ့9လတုန်းကထက်တောင်ပိုဝလာတယ်။ငကဝဖြူဖြူဖွေးဖွေးတိတိရင်ရင်ကိုခန္ဓာလေးကအခုတော့ဝဝကိတ်ကလေးဖြစ်နေတယ်။ဝေလင်းဝတ်ထားတဲ့အင်ကြီးကခပ်ပါပါအနဲ့အောင်ကြက်ကြက်ဝေလင်းစကတ်ကဒိုးစီရဲ့အောက်တိတ်မရောက်တယ်လို့ပဲ။မမေတော်သူမျက်စိထဲမှာပြင်ဝေလင်းဟာမုတ်ကဟုတ်ကမိမရှာရူကနေတက်လာဖို့လမ်းမမြင်။သူတကတော့ဝေလင်းကကြည်ကောင်းရုံခစ်ဆန်နဲ့ချစ်သူမိန်းကလေးတူးပါပြီ။ဝေလင်းကြမ်းပြုစုရတာတော်တော်ပင်ပန်းနေတင်နေဝါကစ်လို့ပါလား။တိုက်ခန်းတကားကိုဖွင့်ပေးပြီးလျင်ပြီးချင်းသူဝေလွင်ကိုစနာနှုတ်ဆက်တယ်ဝေလွင်ကခတ်တင်နေမယ်ကျိုးရှိရှိလက်ကိုင်ကိုဇပွဲဘော့ကိုဖြက်ခနဲ့ပြစ်တင်ပြလိုက်တယ်အဖြူစွတ်စွတ်နှင်းစီမန်ဆဲဝင်းကိုပလတ်စတစ်အကြီးစားနဲ့စုထုတ်စီးထားတဲ့ပန်းစီကအေကန်ဇပွဲပေါ်မှာကန့်လက်တင်လျက်တာဝေလွင်လက်ကိုင်အနက်ရောင်လေးကအဖြူအပန်းမွှေးနေပုံတပိုင်းနဲ့စတင်သွားတယ်ဒီမှာကြည့်ဝေလွင်ကိုပေးဖို့ပန်းစီမနေ့ကဈေးသွားရင်နဲ့ဒုတ်ဝယ်ပြီးရေးစိန်ထားခဲ့တာဝေလွင်အတွက်လေသူပြောတဲ့ကဝေလွင်ကမျက်စောင်းထူတယ်တော့ပါည8 နာရီတိမရောက်လာရင်လို့ဘယ်အချိန်ရောက်လာမှလဲတို့မှမလိုက်တွေ့ကြမှာမဟုတ်ဘူးတို့ဖုန်းဆက်တယ်လေဖုန်းဆက်တာလူအမြင်ရတာမှမဟုတ်ပဲဝင်းလွင်ကမျက်နှာကြောတင်းတင်းနဲ့ရက်ခွေရနည်းနည်းမှမပြုံးသေးဘူးတို့လာတဲ့အထိစောင့်ရပေါ်ဝင်းလွင်ရဲ့သူအားနာနေရောတယ်ဘာလဲရုပ်အမေအိပ်ပျော်သွားမှလာဖို့အတွက်စဉ်းစားထားလို့လားသူကောင်းမေးရမ်းမိတယ်မမေနေမကောင်းဝင်းလွင်အဲ့ရရတော့လဲနေရမဟုတ်ပါဘူးမမီရောက်နာကမှအေကန်နေရထပြီးဖျားကန်နဲ့ဝင်သွားရလို့ဝင်လင်းထင်လိမ့်မယ်တကယ်တော့ည8 နာရီဆိုတာအခုတလုံး
မမေဖျားကဝင်နေကြအချိန်မီနေကောင်းသားဒေါ်လေးလိုဝင်လေနှောက်ဆက်တော့ပူပန်တော့ကောက်လူမသိအောင်တင်းထားတဲ့အပြုံးသက်သက်နဲ့အေးကောင်းပါလေသမီးရဲ့လို့ဖြေခဲ့တယ်မမေကလူနေကောင်းတယ်စိတ်နေမကောင်းတာတို့အမပိုရောင်စိတ်နေမကောင်းသေးတယ်ယူသွားနိုင်တယ်သိလားလေစိတ်လည်းလားမကြိုအိမ်လည်းမရောက်လားဝင်းလွင်းရဲ့စူတူတူပြောရင်လေးကိုစစ်စနှုံးရည်ကျန်သွားလို့သူ့ရှင်လိုက်မိတယ်ဒေါစိတ်တဲ့တော့ဝင်းလင်းနဲ့တွေ့နေရပဲမနဲ့တည်းကအခုထိပဲဝင်းလင်းလက်ပြားလေးကိုထွေးဆုံလို့ပြောမိတယ်အံ့ဩစရာကောင်းတယ်ဝင်းလင်းကသူ့လက်လေးကိုရုံးထွက်လိုက်တယ်သွားစိတ်နဲ့တွေ့လို့ရရင်စိတ်နဲ့ပဲနေတော့လူလဲလာမထီးနဲ့ဝင်းလင်းတန်နည်းနည်းကျဲသွားတယ်သူနှကမ်းများမှလက်ညှိုးကပ်လို့ဟန့်ထားမယ်ကြင်ရင်စီဖျားကန်တွေကကြီးစီတန်တလွင်လင်းကြားလိုက်ရတယ်ကြီးစီတန်လိုအပ်တာတဲ့ကျဲလောင်နေလားမတွေးကောင်းမိမိသူတွေးမိယူမအားပဲနေမှာဆိုလို့တမီတနင်္ဂနွေနေ့ကိုပြန်ပြစ်ဖို့စီစဉ်ခဲ့တာကဲပါဝင်းလင်းရဲ့အခုတွေ့နေရပြီပဲအဲ့ဒါကိုမေးလိုက်တော့နော်ဟုတ်တော့ဘယ်လိုမေးလို့ရမှာလဲစေကန်ပို့ရမှာမို့လေရင်ခွေးလာမကြတော့တို့နားလေပါတယ်တနေ့လုံးနဲ့တညက်နေလုံးမရောက်လာတော့ဘလို့မှနားမလည်နိုင်မမေကဖျားစီရှိရတိတ်ခွာတယ်မရှိဘူးဖျားရှိခွင်းနဲ့မျက်ရည်တွေကြကြနေရဝင်းလင်းရဲ့ဒါပုံမှန်မဟုတ်ဘူးလေယူမေကဒုတ်ပွဲလုံးပေးလိုက်လက်ထက်မယ်ဆိုတာသိလားဝင်းလင်းကစင်းစင်းစားစားမိတယ်သိတယ်မမေကိုအတိပေးထားတယ်အဲ့ဒါပဲပေါ့ကိုညံရဲ့သူခေါင်းရမ်းမိတယ်မဟုတ်သေးဘူးတားလက်တက်မဲ့ဖြစ်ကစိတ်ဝေဒနာရရလောက်စိုးတာမှမဟုတ်ပဲသူခက်တူတူပြောတယ်ဘယ်သိနိုင်မှမလဲမမေကိုသူသိပါတယ်ဝင်းလင်းပြန်လာမဲ့ရက်တွေကြမှာထဖြစ်ရသလားအဲ့ဒီလေတဲ့မျိုးနဲ့မပြောနဲ့တို့ကဝင်းလင်းစိတ်တက်ကိုလေးစားမျက်နှိုးနေချင်တာအဲ့လိုမပြောပါနဲ့ဝင်းလင်းကသူစကားပြောမှသွားမှန်းအောင်တတိယသွားတယ်လို့တက်ပြင်းချတယ်ဝင်းလင်းကဆရာဝန်မဟုတ်တော့မိန်းမတွေအသက်40ကျော်တင်းဆုံးကနေကာလာတွေမှာဟော်မုန်းပြောင်းလဲကြောင့်စိတ်ကြဝေဒနာကြီးဖြစ်လာတတ်တာဘယ်သိပါမလဲတချို့မျိုးသမီးတွေအတွက်သွေးဆုံးကာလာတော်တော်ထိကြိုက်တယ်ဝင်းလင်းအရင်ကစိတ်တက်ခတ်မှခဲ့တဲ့မိန်းမတချို့တောင်သွေးဆုံးကာလာမှာအရင်ရိုင်ငိုလားရှည်လားဖြစ်တတ်ကြတာဝင်းလင်းကိုအေးစေးကြမှရှင်းပြအောင်မယ်လို့တွေးတယ်ဝင်းလင်းကမင်းညံ့ရဲ့ပကုံးကိုအသာနှဲ့မိလို့ညီးတယ်တိတ်ခတ်တာပဲနော်မခတ်ပါဘူးဝင်းလင်းရဲ့တပြေးပြေးနဲ့မမေပြန်နေကောင်းတော့မှာပါဖျားကန်နဲ့မမေဝင်သွားတာနိုင်ဝဲမကတော့ဘူးပေါ့ဝင်းလင်းရောက်လာတာည7:10မိနစ်ဆိုတော့အခု9နာရီထိုးတော့မယ်သူနင်းငယ်စိတ်ပူလာတယ်ကျေးစီတန်းလွယ်လို့ဘာတန်းမှလည်းမကြားရဘူးဝင်းလင်းခဏလေးနော်မမေကိုစေးတိုက်ရအောင်မယ်မမေကစေးတော့မှအိပ်ပြောမှာသူထိုင်ရထမင်းပြင်းတော့ဝင်းလင်းကအရင်ထားတယ်ဝတို့လည်းပြတ်မယ်ဟာနေအောင်လေဝင်းလင်းတို့ပြန်လိုက်ဖို့မှာပေါ့ကားမယူလာအောင်မဟုတ်လားဝင်းလင်းနိုင်ငံသားရဲ့ရောက်ချင်းကားမောင်းလိမရှိရသူသိထားတယ်သူငါးကားနဲ့လိုက်ဖို့မယ်လို့စဉ်းစားထားတယ်လိုက်မဖို့ပါနဲ့ကိုညာယူမေစိတ်ပူနေရလိမ့်မယ်လူပါလာပြီးစိတ်ကြံရခဲ့ရတဲ့အဖြစ်ကနှစ်ယောက်လုံးအတွက်မကောင်းဘူးလေမဖြစ်ဘူးဝင်းလင်းတယောက်တည်းအငှားကားနဲ့ပြန်မအောင်တို့လုံးဝစိတ်မချနိုင်ဒါဖြင့်ဒေါ်လေးအိတ်တက်တီစောင့်ပေးရမှာလားမစောင့်ရပါဘူးမမေကိုစေးတိုက်ပြီးအိတ်ရတယ်ပို့ပေးခဲ့မယ်လေဝင်းလင်းကစိတ်မသက်သာဟန်နဲ့ခေါင်းရမ်းနေဟင့်ကိုညာနေခဲ့ပါယူစိတ်မချရင်တို့မီးစီကိုဖုန်းလိုက်ဆက်ပြီးတော့လာကြိုခိုင်းလိုက်မယ်ပြောဆူသူ့လက်ကင်ဖုန်းလေးနဲ့တငယ်ချင်းစီလမ်းဆက်တော့မင်းညံခက်တွေပဲငေးကြည့်နေမိတယ်တာမီနှစ်ယောက်တည်းနေခဲ့ကြတာမှာသူ့အသက်29နှစ်ရွယ်ထိရှောက်ခဲ့ပြီးမမေတယောက်တည်းအိမ်မှာကြံခဲ့တဲ့ကာလတွေများစွာရှိတယ်သူမမေအတွက်ကူလို့စိတ်ထင်းနဲ့ပူပန်ရလိမ့်မယ်ဆိုပြီးတကားမှမတွေးခဲ့မိဘူးမမေကသူ့အတွက်လောကရန်ကိုရင်ဆိုင်ရမှာရှေ့ကနေမမတ်ရက်ပေးခဲ့တာကြီးပါမမေငိုမှာမမေအိပ်ရတဲ့လဲမှာမမေစိတ်ဝေဒနာခံစားရမှာတကားမှတွေးကြည့်ခဲ့ဘူးတာမဟုတ်ဘူးမမေကသူ့အတွက်ကြောက်ဆောင်ကြီးဘက်မှာကြန့်ခိုင်တန်ဆွမ်းခဲ့တယ်မမေကူလို့ရင်ရိုက်နေချိန်မှာသူကတပြန်တလဲအားပေးပြီးမှရမှာပေါ့မမေစိတ်ထိခိုက်တုံလုံးနေရကိုသူမမြင်ရတော့လေနှစ်သိမ့်ပေးဖို့ကျေးဇူးတုံ့ပြန်ဖို့အခွင့်အရေးရလာတာသူကျင်းနေရတယ်မမေကဘုရားနေရှိမှကြုံကြုံလေးတိုင်လို့ဓပုံငုတ်ကြည့်တယ်ဘာဓပုံလဲလို့သူစဉ်းစားဖို့မလိုမမေအမေနဲ့မမေတို့ညီအမအတူဆိုင်ကူထားခဲ့တဲ့ဓပုံပေါ့အဲ့ဒီဓပုံကြောက်ွယ်ပြီးကလေးကမျက်ရည်တွေကျနေခဲ့တာတကယ်ဆိုငါအမေစီကိုခဏတပြုတ်တော့ပြန်သွားခဲ့ဖို့ကောင်းနေအမေကငါ့ကိုမျှော်နေခဲ့မှာငါစိတ်နဲ့သာအမေသေးသွားခဲ့မယ်ဆိုရင်ငါငယ်ကြီးတော့မှာအမေကိုတတ်တဲ့တရားခံဖြစ်တော့မှာအခုပဲအမေသေးနေမလားမသိပါဘူးဟဲ့ငါတော့ကန်ကြီးထိုက်ပါပြီအမေတွတ်ပြောတတ်တဲ့စကားဒါမဲ့ရွာကဘာမှရှိမှန်းမမေမသိတာပဲဟုတ်တယ်လေအဲ့လိုမေ့တယ်ဆိုတဲ့အဟုတ်မဟုတ်တာ
အဲ့ဒါကကန်ကြီးတိုင်နေရဖြစ်မှာပေါ့မမေကသူ့ကိုယ်သူအတွေးနဲ့ညှင်းဆဲနေလိုက်တာဘေးကနေမြင်ရသူအစင်မသက်သာနိုင်ကြပြီသူကကလေးမလေးတယောက်ကိုသူ့ဘေးကနှစ်သိမ့်တယ်လို့မမေကိုရင်ငင်နဲ့ထွေးပြီးလို့ချုံမော်ရတယ်မမေကအာကိုတယ်လို့အကြည့်မျိုးနဲ့သူ့ကိုမော့ကြည့်တတ်တယ်အခုတော့မမေကအရင်ကလိုမျက်ရည်တွေကျမနေတော့တော်ပါသေးရဲ့ဆရာစီကထက်မြက်ပါတယ်စေးတော်ပြီး2ရက်ကြာမမေသက်သာလာတယ်နောင်တော့မပြေပြောက်သေးဘူးဒါပေမဲ့မစားနိုင်မိန်နိုင်တစ်ချိန်လုံးငိုကြွေးနေရလောက်အောင်တော့မဆိုးရအောင်မမေကမော့ပဲကြည့်တယ်ဘာမှစကားမပြောသူမမေလက်ထဲမှာကင်ထားတဲ့ဓပုံကိုအသာဆွဲယူလိုက်တယ်မမေစေးတော့ချိန်ရောက်ပြီလေဓပုံမှာမမေငိုနေကြအဖွားနဲ့မမေတို့ရဲ့ဓပုံမဟုတ်တော့သူစိတ်သက်သာသွားတယ်သူမဟီတော်တက်ကတူမှာပပလီဟက်သွားတက်တုံးကရိုက်ထားခဲ့တဲ့ပုံမှာခံရရင်တော့မမေသူမမေကိုထုံးစံအတိုင်းစားနောက်ဖို့ကြိုးစားတယ်ခါတိုင်းဆိုရင်ခံရတော့မမေလို့စားနောက်ရင်မမေမျက်ရှိမောလေးရှိတယ်အခုတော့မမေကပြုံးတော့မပြုံးလာဘူးသူ့ထက်ကြိုးစားကြည့်တယ်မမေမှုရတဲ့မျက်နှာဟာဆိုတာအဲ့ဒီမျက်နှာပေါ့မမေရဲ့စကောလာရှိရတဲ့ပတ်စံနဲ့လာအောင်လို့မှုရီကြီးဟင်းညိုချက်စားနေရတဲ့မျက်နှာလေမမေကအားနာပါနာစူးစမ်းပြီးတော့ပြုံးရှာတယ်ဆရာကငါ့ကိုစဉ်းစားခိုင်းလိုက်တာတွေအများကြီးပဲတာရဲ့ဗုဒ္ဓုံနေ့ကျရင်ပြောပြမှာအော်ဟုတ်တယ်မမေဘွားမှာအချစ်ဆုံးလူမမေဘွားမှာမမေနိုင်ဆုံးပစ္စည်းမမေဘွားမှာစိတ်ချမ်းမြေ့စရာအကောင်းဆုံးအချိန်ကာလအဲ့ဒါတွေကိုဆရာစဉ်းစားခိုင်းလိုက်တာကျွန်တော်ကြားတယ်ရွာနာမည်ကိုမမေတတိယဖို့စကားတွေများများပြောခိုင်းခြင်းဖြစ်လိမ့်မယ်လို့သူထင်ပါတယ်မမေပြောသမျှစကားတွေကိုဆရာကကက်ဆက်တိတ်ခွေနဲ့သွင်းထားပြီးသူကဖွင့်နားထောင်ရမယ်အားတဲ့အချိန်မှာကွန်ပျူတာနဲ့ရေးလို့တင်ဆက်ထားပြီးမကြာခဏပြန်ဖက်ကြည့်ရင်တဲလွန်စာတွေအများကြီးရနိုင်တယ်မနေ့ပြန်မမေဘာအကြောင်းပြောမှလဲဘဝမှာစိတ်ချမ်းမြေ့အောင်ဆုံးအချိန်ကာလတဲ့ကျမဘဝမှာစိတ်ချမ်းမြေ့အောင်ဆုံးအချိန်ကပြည်မြို့ကိုရောက်တဲ့နေ့ပါပဲအိမ်ကြီးကပြည်ရွှေစံတော်ဘုရားတစောင်းထဲမှာမုံရီခိုနေခဲ့တာမိုးရီကရွာလိုက်တာမပြောပါနဲ့တော့ကားပေါ်အစင်းနေကဘုရားပေါ်တက်လာခဲ့တာဘုရားပဲအားကိုးစရာရှိတာကိုမိုးနေနေဆဲသွားတော့ဘုရားရင်မြင်တော်ပေါ်မှာဟိုတီတီရှောက်ကြည့်တယ်နားကိုစရာလေးများတွေ့မလားလို့အဲ့ဒီမှာကောင်းကင်မိုးသားတွေကြားရနေအေယာမဘုရားကြီးတစုဖုံးမြင်လိုက်ရတော့တာပဲကျမရှိတဲ့မှာပါမိုးကောင်းကင်ကတော့ဘုရားရဲ့စတိုးတော်ကထိနေပြီအဲ့လောက်မြင်နေဘုရားကြီးပါကျမကိုမြစ်တာနဲ့တီးငငယ်ကြည့်နေတယ်ဖះရဲ့မျက်လုံးတော်တွေကကြည်လက်နေရပြီဖះရဲ့နှကန်းတော်ကမတိမသားလေးပဲပြုံးနေတာမျက်နှာတော်ကပန်းနုဖြော့ဖြော့ကျမလီဖះရှင်ရဲ့မျက်နှာတော်ကိုမြင်လိုက်ရခြင်းပဲစိတ်ထဲမှာချမ်းမြေ့သွားတော့တယ်ဘာကိုမှမကြောက်တော့ဘာကိုမှစိတ်မစင်းရဲတော့ကျမရှိဆက်ရမယ့်ဘဝကိုမြတ်စွာဘုရားလမ်းပြပေးနေတယ်ကျမရွှေစံတော်ဘုရားရဲ့ရှင်မြင်ဘေးကတမန်တလင်းကျန်းကင်းပေါ်မှာဒူးတောက်ထိုင်ချလိုက်နေတယ်ကောင်းကင်နေရထိုင်နေတဲ့ဘုရားကြီးကိုမောကြည့်လို့ပေါ့။အိုဒီယာမဲလျှောက်သွားနေတဲ့ဒီခန္ဓာကတနေရာမှာနားခွင့်ရတော့မှာပဲလို့စိတ်ချသွားမိပါတယ်။ဆွဲလဲတန်လေးတွေကတတရရကျမနောက်ဘက်မှာကရွှေအောင်ဝင်းလဲနေရဲ့စီဒီကျမရှိမှာကောင်းကင်နေမှာထိုင်နေတဲ့မြတ်စွာဘုရားကြီးတပည့်တော်မရဲ့အပူတွေကုံဆုံးပြီးချမ်းမြေ့မှုတွေနဲ့ကြုံရပါလို့အရှင်ဘုရားထိုင်နေတဲ့ဘုရားကြီးရဲ့ချင်းရင်တက်တော်အုပ်ဆန်တိုင်းကြားမှာမြေတလင်းပြောင်ပြောင်မှာတန်ဃာတော်တပါသင်္ကန်းလန်းမှုခါနေရမြင်ရတယ်။ဘုရားရင်နဲ့တန်ဃာရိတ်ကိုတပြိုင်နက်တည်းမြင်လိုက်ရတော့ကျမအေးချမ်းသွားပါတယ်။အဲ့ဒါကဘုံကြီးเจ้าလေးတစ်ကြောင်းပါလား။ပြည်မျိုးတစ်ခုလုံးကိုဘုရားဘွားနဲ့လှမ်းမြင်ရတယ်။အကျေကြီးမှအကြီးပဲ။တိလရှင်เจ้าနဲ့လည်းရှိမှာပေါ့။ကျမစိတ်အားတက်သွားတယ်။ဒုက္ခသည်မတရားအတွက်နာကိုစရာရှာဖွေဖို့ကျမထိုက်ရက်လိုက်ပါတယ်။ဘဝမှာကံကြီးပေလို့တပ်ဖို့တမကြားလိုက်ရတဲ့အချိန်လား။မိုးတဲတဲဝိတာခတိလရှင်เจ้า၌ရှိအုတ်ခုံမောခြေချလိုက်မိတဲ့အချိန်ပါပြီခြေချတော့ဘူရှိန်နဲ့ကရုံကရင်အဖျားကြီးနေခဲ့တာမို့ခွေလဲကျသွားခဲ့တာတိလရှင်နဲ့ညနေခင်းစာရွတ်တန်ကိုကြားတစ်ချက်မကြားတစ်ချက်စာရွတ်တန်ကအတန်တာလုံးလို့တကုံလုံးအဲ့နဲ့စွန့်နေသလိုကြိုက်ခဲနေရဝေဒနာကတဝက်လောက်တတ်တာသွားသလိုပဲဒါပေမဲ့အိပ်ပျော်လို့အဖျားနေဆိုတော့စာရွတ်နေတန်ကကျမအာသူပါမှာတရဏဂုံတင်မှုလာရွတ်နေကြတာလို့ငါသိတော့မှာလားမသိရသေးဘူးငါသိလို့မဖြစ်ဘူးပိန်စားနေရဲ့နှလုံးတွေကိုစေတင်းအာရုံဖွင့်ကြည့်လေးပေညိုကြခွေနေရဲ့ကိုခန္ဓာကိုဆွလှုပ်ကြည့်တော့လက်တစ်ပတ်လှုပ်နိုင်လာရောမိုးရီတွေပိတ်စည်းနေရဲ့မြင်ကွင်းကဝေဝေဝါဝါအနာကစင်တွေရဲ့ပိန်မိန်စင်းစင်းအရွက်ဖားဖားတွေကကျမကိုနှိုးနေတယ်လို့လှုပ်ရမ်းလို့ဟုတ်တယ်ငါထမှဖြစ်မယ်တိလရှင်ចောင်းတိုင်းတဲ့ငါအတွက်ခိုးလုံးစရာတနေရတော့
တနာသဖြင့်ပေးလိမ့်မယ်ထင်ပါတယ်လက်တစ်ဖက်ကိုဘိုက်ပေါ်တင်ကြည့်တယ်မာခဲပြီးလုံးနေတဲ့ဝမ်ဘိုက်တနေရာမှာတလုံးလုံးခုံနေတာအဲ့ဒါသားလေးလားသမီးလေးလားအဲ့ဒီအတွေ့အကျမကိုကြောင်းဝင်းနဲ့ဒရုတ်တိုက်သွားနိုင်အောင်တွန်းအားပေးလိုက်တာပေါ့မိုးရီခံထားတဲ့ရေပုံးသေးဖို့အဆောင်ထဲကထွက်လာတဲ့သီလရှင်တစ်ပါးကနင်းနေထွေထွေအဝတ်စားတွေနင်းနေထွေထွေအိပ်ယာခင်းမိန်းကလေးတတိယလားဟုတ်ကဲ့ကွန်ရက်ပြုတ်ရှည်လေးနဲ့ငန်းစိလေးတောက်လိုက်ကွန်ရက်နဲ့မွေးနေတဲ့အငွေ့တစ်ထောင်တောင်ရှည်နွေးနဲ့ဆေးတောက်ပြီးတော့စိုက်မြုပ်ပကံလေးရောက်လာတယ်သီလရှင်နေညစာမစားဘူးဆိုတော့ကျမသိပါတယ်သူတို့ကြိုချက်ပြီးတဲ့စိုက်မြုပ်ကိုတောက်ရတာအားနာလိုက်တာမပြောပါနဲ့တော့ဒါမဲ့ဟင်းချိုပကံအပြည့်စားစိုက်မြုပ်တွေကိုအသက်တောင်မရှူနိုင်ပဲကုံအောင်တောက်ပြစ်လိုက်တယ်။ကျောင်းနိုင်စရာရှင်ကအသက်50ကျော်လောက်ပိမေပါပါအရက်ခက်ပြက်ပြက်မျက်လုံးတောက်တောက်ကျမအိယာပေးလာတိုင်းပြီးလက်ကိုသွေးဆန့်ကြည့်တယ်။မင်းသက်ဘယ်လောက်ရှိပြီလဲ။16နှစ်ပါ။တေလာရှင်ကြီးမျက်မှောင်တွန့်ကွေးသွားတာပေါ့။ဖြစ်မှဖြစ်ရလေငငယ်ရွယ်နေခဏကြာတော့ထိုင်ရထားတယ်။အေးလေဒုက္ခတဲ့ဆိုတော့လေခဏတော့လက်ခံထားပြီမယ်။မင်းနေကောင်းသွားပြီဆိုရင်တော့မင်းဘဝရှိရကိုစဉ်းစားကြတာပေါ့အခုတော့ဒီမှာအနားရှူကျမကိုကြောင်းမနေဖို့ခွင့်မပြုခြင်းကျမသီလရှင်ကြီးကိုခြေဖက်ပြီးတောင်းပန်မှုစဉ်းစားတယ်အားမရှိဘူးလောလောဆယ်မှာတမင်းအိတ်ချင်ပြီအဝေးပြေကားဂိတ်ဒီမှာအိတ်ဆန်နေရမရှိခဲ့ဘူးလေခုံနှမ်းရတော့လေမိန်းကလေးမို့လုံခြုံမှုအတွက်စိုးရင်ပူပန်ရမိခင်နဲ့အိတ်ပြော်မလို့ရှိတော့ခြေတန်းချရင်ကောက်ခွေဖို့အစင်းမြင့်နေထားနေရတာမဟုတ်လားအခုလိုလုံခြုံတဲ့နေရာရောက်ခိုင်းခဏပဲဖြစ်ဖြစ်အိပ်ပျော်ပါရစေအောင်ရှေ့မှာကျမကိုစောင့်နေတဲ့ခီးကျန်းနေရှိနေမှကျမသိတယ်အခုတခဏမှတော့အဲ့ဒါတွေကိုမစင်စားသေးပါဘူးနောက်မှအိမ်နောက်တော့ပထမဆုံးချိန်နွေနွေထွေးထွေးလုံးလုံးချုံချုံနေနေချာချာအိပ်ပျော်သွားတယ်အိယာအနူတော့နောက်တနေ့မနက်နေတော်မြင့်နေပြီစေကျော်သက်မူမလဲကောက်မလေးဘဝတည်းရဲ့မနက်ခင်းကိုစားလိုက်ပြီလို့စိတ်တရားနဲ့အားတင်းလိုက်တယ်အဖျားဝင်နေနေရှိသေးပေမဲ့ကျမဖျားနေလို့မဖြစ်ဘူးအမေခဏခဏပြောတဲ့စကားတခုရှိတယ်တလုံးစားဖို့သူ့ကျေစုတဲ့ညတော့တလုံးမကားတဲ့ဆံမြုပ်တစ်ပတ်ခန့်ကိုကုံအောင်တောက်ခဲ့ပြီးနောက်ပြီးဝေဒနာတွေကိုပျောက်စေတဲ့ဆေးဝါးလေးတောက်ခဲ့ပြီးတိလရှင်တွေကျေစုကိုကျမလက်ဝါးနဲ့ဆက်ရမယ်ကျမကုန်းချုံပြီးတော့ထားရက်လိုက်ရပါတယ်ပထမဆုံးမိဖို့ဆောင်ဝင်လိုက်တယ်တိလရှင်ကျောင်းလိုက်ကိုကျမတကားမှမရောက်ဘူးရွာမှာဘုန်းကြီးကျောင်းပဲရှိတာဘုန်းကြီးကျောင်းနဲ့လို့ဆုံးခံမစားတော့တိလရှင်တွေကကိုယ်တိုင်ချက်ပြုတ်သွားတာအခုမှပဲတေချာမြင်ရတွေ့ရရှာတယ်မိဖို့ဆောင်ကကျမတို့အိမ်ပေါ်တက်တက်အောင်ကျေးသည်ပြင်ငင်းချမ်းမြင့်ကရှင်းလင်းနေပေမဲ့တချို့နေရာတွေမှာပြမှုတ်သိမ်းမှုနေလွင့်လို့လမ်းလျှောက်တော့ခက်ရှက်ရှာဖြစ်နေတယ်။အိုကေသုံးလုံးဖုန်းနိုင်ဆောင်ထားတဲ့ထင်းမီးဖို့လေးတွေအတန်းလိုက်စီထားတဲ့မီးဖို့ခုံကြီးအားကြီးကြီးကျမရှိကြည့်တော့မီးဖို့ပေါင်း14ခုမီးဖို့တွေကနွေးနေသေးရဲ့ပြားတွေကိုကျုံပြီးတန်ရှင်းရေးလေးစလို့တယ်။ကျမ်းမြင့်တွေကိုရေဝင်းနဲ့တုပ်ပြီးတန့်စင်အောင်တိုက်တယ်။ပရင်းပေါက်တန်နိုင်နေမှတင်းနေတဲ့ကြက်ခိုးတွေဂျေးတွေကိုပုတ်တိုက်ပြရတယ်။တန်ဝန်းတွေကတော့ထင်းမီးဖို့ဆိုတော့ရွာအတိုင်းပဲမိကိုမိုက်ထက်တဲ့နဲ့မဲတူးနေပြီဒါပေမဲ့ဒံဝန်းအနားတွေမဖုံးတွေကိုတော့တိုက်ချုပ်ဆေးပြလိုက်တယ်ဒံဝန်းတွေကိုဆက်ဆုပ်လန်းလောကြည့်ပြီးတော့ဟင်းနေမတူတာတွေ့ရတယ်သီလရှင်စုတွေကွဲပြားနေရကိုစေကြောတိုက်ချက်နေတော့ကျောင်းနိုင်သီလရှင်ဆရာကြီးရောက်လာပြီးတားပါတယ်မင်းနေမကောင်းသေးဘူးလေနားနေနေအောင်မှာပေါ့ကျမတက်တာပါတယ်ကျမကလူမပြောအောင်တပည့်တော်လို့ပြောဖုန်းကြီးနဲ့စကားပြောသလိုပဲပေါ့သီလရှင်ဆိုတာလူသားမှန်နေမဆောက်တည်နိုင်တဲ့သီလကိုနေ့စဉ်စောက်တည်နေတဲ့ပုံကိုယ်ကြီးတဲ့သီလရှင်နဲ့လေးလာရတဲ့ပညာအားထုတ်ရတဲ့တရားတွေကိုရပ်ပိုင်းအတွင်းကျမသိလာတယ်သူတို့ဘဝငြိမ်းချမ်းလိုက်တာနော်သူတို့လိုပဲတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနေသွားရရင်ဘလောက်ကောင်းမလဲအင်းလေအခုလေကျမသီလရှင်ရဲ့အေးချမ်းတဲ့အရေးအောင်ဝါသားအောင်မှာနားခုခွင်ရလိုက်ပြီပဲနာကျင်စားတွေဘလောက်များများအဲ့ဒါတွေမိတာပြီးအသစ်စားဖို့အခွင့်အခါကိုရလိုက်ပြီဘလောက်ကောင်းလိုက်တဲ့ကုသိုလ်ကံလဲကျမကြိုးစားမယ်အစိမ်းရောင်ချင်းမတူတော့အစိမ်းရောင်တို့ရဲ့အလဲမှာကံရင်ပင်အောင်စိမ့်လန့်နေတယ်ရေပြင်ကလှုပ်ခဲ့တဲ့ဆိုမှသာလှိုင်းရှိတယ်ရေပြင်ကိုလှမ်းမြင်နိုင်တဲ့ဒီနေရာကိုမိခင်ကိုတလန်းချင်းတစင့်ချင်းဖြည်းဖြည်းခေါ်လာခဲ့ကြမှာရေပြင်ကိုမြင်လိုက်တဲ့အခါမိခင်ရဲ့မျက်လုံးကြီးအနှဲငယ်ပြောင်းလဲသွားတော့လေကြောင်ရွံ့တုံလုံးမှုတော့မဟုတ်လို့သူ့ထင်ပါတယ်မမီဒါမြင့်မဟုတ်ဘူးနော်ဘယ်တော့မှလှိုင်းလဲမတန်နဲ့ကံရင်ပြင်ကန်တော်ကြီးကိုရောက်ကြတဲ့ဟာသူမိခင်လက်ကိုစုပ်ကင်ထားတယ်။ရခုတည်းမလှုပ်သေးဘူး။အိမ်မက်ထဲမှာမဟုတ်ရင်မြင်းရည်ပြုံးငါမကြောက်ပါဘူးမောင်မင်းညံရင်မမေ့ပြုံးကိုရက်တော်ကြာကြာအတွင်းပြန်မြင်လာတော့သူဝမ်းသာမိတယ်။ကညင်ပင်ကြီးတွေ
တင်ငန်းမင်ကြီးဖြောင်စင်းစွာနဲ့မိုးတီမြင့်မြင့်မမတ်ပေါက်နေတဲ့အစင်းအောင်တောက်ကစိတ်ကဝေဒနာကင်းမလို့ငြိမ်းချမ်းဝင်ရတာရှိတယ်မဟုတ်ပါလားကားရီဟာဟိုးပြင်မှာမြင်နေရပေမဲ့ကားတန်နေမကြားရတဲ့နေရာဘလောက်ငြိမ်းချမ်းလင်းတော့မမီမမီကအသက်ကိုဝဝရှူဆိုင်လိုက်သည်ဒါပန်းနဲ့တခုခုမှွေးသလိုပဲနော်ဘာပန်းနဲ့မှလေသူမှွေးကြည့်တယ်မိမိကနတ်ခံမကောင်းဘာပန်းနဲ့မှမှွေးမလားကန်းကော်များလားမမီမဟုတ်ဘူးအင်ဂျင်ပန်းနဲ့ဒီမှာအင်ဂျင်မင်ရှိလားဟာဟုတ်တာဗောမမီရဲ့ရှိတယ်ဟိုးဘက်နာမှာနည်းနည်းသွားရအောင်ပါသူမိခင်လက်ကိုလက်ဆွဲပြီးတော့ခေါ်သွားတယ်မိခင်ကသူ့ကိုမယုံသင်ကကြည့်တယ်တားဒီနေရာကိုရီးစားနဲ့လာဘူးလို့သိနေရလားဟောဗျာသူခုရပိုင်းမှာတက်နိုင်သမျှဝေလွင်းဆိုတဲ့နာမည်ကိုထစ်မပြောမိအောင်တတိထားနေခဲ့တယ်မိခင်ရဲ့ပူပန်တော့ကောက်ကိုထပ်စီမတိုးစီလို့သွားကြမှာမမီဘဝမှာဝေလွင်းဆိုတာမရှိခဲ့တယ်လို့နေမိတယ်ညအချိန်ဖုန်းဆက်ရင်လေမမေအိပ်ပျော်မှဧကန်းအဖုန်းနဲ့စကားပြောတယ်မမေကလေကြံဖမ်းမဲ့ရှောက်တွေ့တယ်ကျွန်တော်ဒီကိုတခါမှဝင်လင်းနဲ့မလာဘူးတကယ်ဒီကိုရီးစားနဲ့လာမှရှက်စရာကြီးမမေရဲ့ကျွန်တော်တို့ကကော်ဖီဆိုင်တို့စားသောက်ဆိုင်တို့မှာပဲထိုင်စကားပြောကြတာမမေကမယုံမအောင်ဆိုတဲ့ပြုံးနဲ့သူ့ကိုမျက်မှောင်ကျုပ်တယ်မတွေ့ရတာကြားတဲ့မမေချစ်စနိုးမျက်လုံးကိုမြင်တော့သူ့ပြောသွားတယ်တပိန်စိမ့်စိမ့်တွေကိုမြင်တော့မမေပြောလာစိမ့်စိမ့်မြမြအေးအေးချမ်းချမ်းဒါမဲ့အမေကိုတော့စိတ်ပူနေတယ်ဟိုကျွန်တော်ပြေကဝိတာကတိလရှင်နိုင်ကိုစားထည့်ထားရလေမမေကိုတယောက်တည်းထားခဲ့ဖို့စိတ်မချလို့သားနှုံးမွေကျွန်တော်အပြေးသွားပြီးတော့မေးလိုက်ပြီအိုးတိလရှင်ဆရာကြီးမှမရှိတော့တာပဲသားရဲ့ဘယ်သူကဒုက္ခတလီနှင်းမုံမှတ်မိနိုင်မှမလဲ15နှစ်အနည်း20ရှိရောပေါ့တဲ့တို့ထွက်ခဲ့တာမှတ်မိတဲ့လူတယောက်တော့ရှိမှာပါသူမိခင်လက်ကိုဆွဲလို့အင်ဂျင်မင်ရှိကခေါ်သွားလိုက်တယ်အင်ဂျင်မဲ့ပွင့်တာအလွန်ထူးခြားတယ်ပင်စီကနေကပ်ပြီးအကိုင်းရနေကပ်ပြီးပန်းပွင့်တာပဲအင်ဂျင်မန်နေကကန်းကောပုံစံဒါမဲ့ပွင့်ချက်မမတူတူဝင်းမုံဝင်းဆန်နေကပိုကြီးပြီးတော့ပိုတုတ်ခိုင်နေမြက်ခင်းမြင့်စင်းစင်းပေါ်မှာအခုလေးတွေမှာကြွေးကြသားခဲ့ရင်ရှိတဲ့လက်ဆက်တဲ့ပန်းပွင့်3-4ပွင့်ရှိတယ်ဝင်းမုံဝင်းဆန်အစုံးနေမဲနေအောင်ကြာကြာကြွေးခဲ့ပြီးတဲ့ပန်းတချို့လေးတွေ့ရတယ်မိခင်ကပန်းကြွေတပွင့်ကိုကောက်ယူလိုက်တယ်ဒါမဲ့မွေးကြိုခြင်းတော့မပြုမွေးလိုက်တာတော့မမေပန်းကြွေတပွင့်ကောက်ယူပြီးမွေးကြိုစရာလို့သာမြည်စီခြင်းနေပန်းကြွေတပွင့်ကနေရောက်တဲ့ရာတွေအတွင်းနေခြင်းရင်တော့စိတ်သက်သာရာရဝယ်မရှိဘူးမိခင်ကိုအတွင်းမဆက်နိုင်အောင်သူစကားတွေအများကြီးပြောတယ်ဗုဒ္ဓမြတ်စွာဘုရားကအင်ဂျင်မြအောင်မှမွေးတာနော်မမေခဏခဏပြောဘူးတာလေလုံမနီတာမောခက်ကြီးရှင်နဲ့အင်ဂျင်တော်ဆိုလားမိခင်ရဲ့အတွေ့အထဲမှာမေတော်မာယာလည်းရှိရမတူတိတ်တက်တာလည်းရှိရမတူလက်တရပန်းကြွေကိုငေးကြည့်နေတဲ့မျက်လုံးတွေကမှုံမိုင်းလို့စကားတန်တိတ်ဆိတ်လို့မတွေးနဲ့ဘာမှမတွေးနဲ့လို့သူသတိပေးလိုက်ခြင်းနဲ့ဒါမဲ့သတိပေးကမှပို့တွေးမှလားဟိုကျွန်တော်ငငယ်ကမမေဆူဆူပြတဲ့ကြပြတွေကိုကျွန်တော်မမေ့ဘူးဆိုတာရှုံးလားအခုကျွန်တော်ဆိုပြမယ်စိမ့်မောင်နဲ့မြက်ခင်းကပလာပေါ်မှာသူချိပြက်လက်ပြထိုင်ချလိုက်တယ်အပေါ်မောကြီးတော့အင်ဂျင်မင်ခက်တွေကိုင်းနေကြကအပြောင်ကောင်းငင်နဲ့အပြောင်တိန်တို့ကိုတဝက်တပြက်မြင်ရတယ်မြက်ခင်းစီပြန်ကြည့်ပြီးတော့မြက်ခင်းဘော်ကမမေ့ချတော့ကိုမွားကောင်လေးတကောင်လာကတ်တာမြင်နေဟာဒီကောင်သူလက်နဲ့လှမ်းရက်ခတ်ဖဲလိုက်တယ်အေးရိတ်သားတဲ့ပညောင်ညိုအုံဝတုံတဲ့ကျိုးဒိုးရိုစီးတဲ့နဒီတွင်တမင်ရီတောက်စင်းမမေသူ့ဘက်ကိုလှည့်လာတယ်သူပြုံးပြလိုက်တယ်မြက်ခင်းလဲလဲမြည်ညီညီခန်းကောင်ဝင်းမောင်စီဇာလီပြောတဲ့ចောင်းသင်ငန်းလူလေးသွားချိန်စမ်းတဲ့မမေအဲ့ဒီကြပြောင်မှတ်မိလားမမေမဖြေဘူးမမေငိုင်းနေမမေလက်တရားပန်းအကျွေကိုသူအမြင်ကက်ကက်နဲ့ဆွဲယူလှည့်ပြလိုက်တယ်တော့ဒီပန်းစားလီကျွန်တော်အပေကနေခုပေးမယ်မမေကသူ့စကားကိုသတိထားမိပုံမရဘူးသူလွတ်ပြလိုက်လို့ခလန်းလန်းကိုရောက်သွားတဲ့ပန်းဝင်လေးကိုလှမ်းကြည့်တယ်သူပင်စီပေးရောက်သွားပြီးမှပန်းခုဖို့မသိတော့ကြောင်တွေးမိသွားတယ်စိတ်ညစ်နေအမေကိုပြောစီခြင်းအောင်တော့ပြည်သူပိုင်ပန်းချန်တကူတွေကပန်းတပွင့်ကိုမခိုးသင့်ပါဘူးလေမခိုးနဲ့မိခင်ကတားမြစ်တယ်မခိုးပါဘူးမမေရဲ့အိမ်နောက်စိတ်ကူးတစ်မျိုးပေါက်သွားပြီးစောစောကသူလွှတ်ပြလိုက်တဲ့ပန်းဝင်လေးကိုပြန်ကောက်လိုက်တယ်ပွင့်ချက်လေးနှစ်ခုပဲ့ကျသွားပြီးတော့သတိထားမိတယ်ပဲ့သွားပြီးသားကြီးမယူနဲ့တော့ထားလိုက်တော့မိခင်တန်ခက်ဖြော့ဖြော့လှုပ်လှုပ်ခက်ခက်သူပွင့်ချက်အကျွေးနှစ်ခုကိုပါခပ်ဖွားဖွားကောက်ယူလာခဲ့တယ်ပဲ့တာလေးကိုပဲပြန်ဆက်ပေးမလို့မမေရဲ့မျက်လက်သူ့အိတ်ကက်ထဲမှာသွားကြထိုးတဲ့အချောင်းလေးတစ်ခုကက်ကက်တက်တက်ရှိနေတာတတိယသွားတယ်ဒီမှာကြည့်မမေသွားကြထိုးတဲ့ကိုမမေမမြင်အောင်အသာဝက်ပြီးအချောင်းသေးသေးလေးကိုထပ်ဖက်ယူလိုက်တယ်
အဲ့ဒီအကြောင်းသေးသေးမြင့်မြတ်လေးရင်နဲ့ပွင့်ချက်ကျွေးလေးနှစ်ခုကိုပွင့်စီမှာကတ်ထိုးပေးလိုက်တယ်ဟောပွမ်းမွင့်လေးပွင့်ချက်ဆုံးသွားပြီရော့မမီအကောင်းမကတိဖြစ်သွားတဲ့အင်ဂျင်ပွင့်လေးကိုမမေ့လက်တဲ့ဖွားဖွားလေးထည့်ပေးလိုက်တယ်ခက်မမောဖြစ်နေတဲ့မိခင်မျက်လုံးနဲ့အနှဲငယ်ကျဉ်လည်လာတယ်အံ့ဩတဲ့ခံစားချက်ကိုမြင်ရတယ်ဟဲ့အဟုတ်ပဲဘလို့လုပ်လိုက်တာလဲမိခင်ကပန်းပွင့်ကိုလက်ပေါ်မှာလှည့်ပဲကြည့်ရင်စိတ်ဝင်တစားဖြစ်လာတယ်ဘလို့ပြင်ဆင်ထားသလဲလို့တဲလွန်စားခံနဲ့မျက်လုံးနဲ့ရှာဖွေတယ်ဘာနဲ့ဆက်လိုက်တာလဲအဲ့ဒါပညာလीသူ့မိစေကိုလက်ညုံနဲ့အသာတိုက်ပြလို့ကြီးကြီးကျယ်ကျယ်ပညာရှိကြီးရန်လှုပ်ပြလိုက်တယ်မမေလောကကြီးမှာကျွေးသွားပြီးတဲ့ပန်းတွေအများကြီးအဲ့ဒီထဲမှာပန်းမြတ်ပွင့်သွားတယ်ပန်းမရှိဘူးလို့ထင်လားအင်းချင်းပန်းမွင့်ကိုတွားကြထိုးတဲ့အကြံနဲ့ဟိုဘက်ဒီဘက်ပေါအောင်ခက်ဆဆထိုးပြီးစတိုးပုံစံလှုပ်လိုက်တယ်အဲ့နောက်အဲ့ဒီပန်းမွင့်ကိုမိခင်ရဲ့ရိုးစင်းနဲ့ဘီစပတ်စတုံးချမှာသူ့ထိုးညံ့ပေးလိုက်တယ်တချို့ပန်းမွင့်တွေကတစစီဖဲ့ကြွေခန့်လိုက်ရပေမဲ့ပန်းမြတ်ပွင့်နိုင်တဲ့တက်တီတွေရှိတယ်မဟုတ်လားအိန္ဒိယကဗျာဆရာကြီးရာမင်ဒရာနတ်တကူရဲ့ကဗျာတစ်ပိုက်ကိုသူတတိတရရေရုပ်ပြမိတယ်အာယုန်နဲ့ညှိုးနှံသွားသောပန်းများသည့်၎င်းတေကနာရတွင်လေလွင့်နေသောစမ်းချောင်းသည့်၎င်းမဆုံးရှုံးသည်ဤသည်ကိုငါသိ၏တကားလေးဒေါက်တာမင်းညံဆရာလေးစာပြန်ရေးလိုက်ပါတယ်တကားလေးဆရာဝန်ဖြစ်သွားသည်ကိုမန်နီးမော်စားရဲ့အကြောင်းကြားခဲ့တဲ့အချိန်တည်းကဆရာလေးတို့သိခဲ့ပြီးဝမ်းသာကြည်နူးခဲ့ရပါတယ်ဆရာရှင်ပြန်လည်တော်မူသွားပြီးတဲ့နောက်ဆရာလေးတို့စာသင်တိုက်ကိုမရင်းမရအောင်စူးစမ်းထောက်ကန်လို့ဆက်လက်ရပ်တည်နေကြပါတယ်မန်နီးမုံလာခဲ့တဲ့ရွာနေမေတော့ဆရာလေးလည်းမသိပါဘူးမန်နီးမုံကရွာနေမေကိုအတိအကျမပြောခဲ့ဘူးတကားလေးရဲ့မိခင်မန်နီးမုံနေမကောင်းလို့ကြားသိရတဲ့အတွက်ဆရာလေးကိုစိတ်မကောင်းဖြစ်ရပါတယ်သူ့အတွက်ကျမ်းမာရွှင်လန်းပါစေကြောင်းမြေတာဖို့အမျှဝေဆူတောင်းပေးလျက်ရှိပါတယ်တကားမန်နီးမုံရောက်လာစရာအကြောင်းတွေကိုဆရာလေးမမိသလောက်ပြောပြပါမယ်ဆရာကြီးဒေါ်ညာနာစာရီကမန်နီးမုံကိုတလားနေခွင့်ပြုထားတဲ့အဲ့ဒီကာလအတွင်းနှင်းမုံကတီလာရှင်ဆရာကြီးကိုဝကြီးဝင်းငယ်ပြုစုုံများမကတီလာရှင်ကျောင်းတက်ဝင်းငွေကိုတော့ဖြည့်စွမ်းပြီးသူဖြစ်လာခဲ့ပါတယ်မြေကောင်းကောင်းမိုးကောင်းကောင်းနဲ့တစ်ပင်သီးနှံတွေပေါ်တဲ့ကျောင်းသားကြီးဆိုတော့မြင်မြင်သမျှငွေတွေကြီးတဲ့တပည့်တော်တို့ကျိုးနေကိုင်းထဲမှာတစ်ပင်ကြီးကြီးဆိုလို့တိတ်မရှိဘူးဖေ။၃-၄နှစ်တခါမြေရတိုက်စားလို့အိမ်နေရာတွေရွှေ့ရတာအကြီးဆုံးတစ်ပင်ကဝါတဲလက်ဝင်းမြင့်နေမာလကမင်းတော့ကြီးမမရှိဘူးအဲ့လိုဆိုပါတယ်တီလာရှင်ကျောင်းတိုင်းမှာတော့တရက်သီးပင်မာလကပင်ပိန်းနေပင်ဒူးရင်ပင်ဒညင်းပင်တွေရှိတယ်မင်းမုံကဒညင်းပင်နဲ့ဒူးရင်ပင်ကိုမမြင်ဘူးလို့ပြောပြတယ်အသီးတွေကိုမရောင်းလားဆရာလေးရောင်းနေရင်လာယူကြတယ်ဟိုထိုက်တဲ့လောက်ငွေလဲပြက်လူတာပေါ့မကြမီပိန်းနေသည့်လာဆိုတဲ့လူတွေနဲ့မင်းမုံစကားပြောတယ်တက်ရှို့ထားပြီးတဲ့အသီးကိုလာချိုင်ရင်းဖြစ်တယ်မင်းမုံကရှားတဲ့ငွေမတန်းလို့ပြောတယ်ဆရာလေးတို့ကတော့ငွေကိုရှာဖွေရမသိတော့တီလာရှင်ဆိုတာရွက်လဲမခူရအသီးလဲမခူရအပတ်တင်နေမာလကအသီးရလေတကျူနဲ့လာခုလိုက်ပင်မော်တက်ခုလိုက်နဲ့အလုံးရည်တွင်နဲ့ငွေနဲ့မကာမိဘူးဗျာဈေးသွားထိုင်အောင်ရင်ဒီထက်မကပတ်စံနေရမှာတီလာရှင်ဆရာကြီးရဲ့ဆောင်ကနွမ်းနေပြီခြေတော်ကလည်းအပေါက်တွေပြန်ဖာထားရတာဈေးထဲသွားရောင်းလို့ရတဲ့ငွေကိုစုပြီးစောင်းလေးခြေတော်လေးဝဲနိုင်တယ်တပည့်တော့ရောင်းမရစီဗျာနောက်တော့မင်းမုံကကျောင်းထဲမှာရှိမြတီးရွက်တွေကိုနက်နက်တိုင်းဈေးပြောင်းနဲ့လုံနဲ့မနာရအောင်ရှိတယ်ပိန်နေသည်ဆိုရင်အလုံးလိုက်တစ်မျိုးအမွားတွေတစ်မျိုးနှစ်မျိုးရောင်းနေမပြောသည်ဖီးတွေမာလကာသီးတွေတရက်တီကတော့မင်းမုံရောက်တဲ့မိုးကလာမှာတုံးစာပြူပြီးဒါပေမဲ့တရက်တုံးချိန်မှာလက်ကျန်အသီးတွေကငွေပူရတယ်ဆိုတယ်တကားလေးမိငင်မင်းမုံကဈေးကနေပြန်มาလာသမျှပတ်စံကိုအကျွေးစည်းအစတိုက်ဟုတ်တီလာရှင်ကြီးဒေါ်ညာနာစာရီတန်တပြားမကြံအပ်တယ်ဟဲ့များလိုက်လားနင်းမုံအဲ့လိုဆရာလေးတို့ကအံ့ဩနေတယ်မင်းမုံကတော့ငွေစလေးတွေမြမရှာပေးနိုင်လို့ကျေနပ်နေရှာတယ်တီလိုက်တင်ကျောင်းတိုင်းမှာလာစင်ငွေငပိရီကျိုစားသေးတွေကိုလူတဲ့အလူရှင်တွေရှိတော်လေစံအတွက်တော့တပတ်နဲ့ချင်းစိုးစံလူကန်ထွက်ကြရသည်မင်းမုံရောက်လာတဲ့ကတီလာရှင်ကျောင်းတိုင်းရဲ့အနီးပါးလူရပန်းတွေကိုအသီးတွေကိုမခူးရတော့ရှိမြပန်းတွေကိုမင်းမုံကခူးပြီးဖျားတင်လို့ပိုရာမှန်သည်များဈေးတွေရောင်းတော့ကြမှာလူဝဲကြောင်ကိုကျောင်းတိုင်းမှာကြာရှည်မထားနိုင်တဲ့စီကံတင်ချက်မှုကြောင့်မင်းမုံကတီလာရှင်နေမနေနဲ့ဇေယျုံလေးတစ်စောင်းမှာမိမဖွားမိခိတနေခွင့်ပြုပါရဲ့တောင်းပန်ခဲ့တယ်ဆရာကြီးကလည်းမေတ္တာနဲ့ခွင့်ပြုခဲ့တယ်တီလာရှင်ရဲ့မေတ္တာကရုဏာကလည်းနှင်းမုံအပေါ်စုမှုလိုပဲပြည့်ရှံလာတော့တယ်အသက်ငယ်ငယ်မို့ခိုင်းလို့လေကောင်းတော့မနှင်းမုံကဆရာလေးတို့ရဲ့ချင်းမြန်တော်ဖြစ်လာတယ်ကိုဝင်းတကားကနဲ့တစ်ပင်ကျိုတစ်မေချာတက်နေလို့ဆရာလေးတို့ဟန့်တာရတယ်ဇေယျအောင်ပြန်မှာတီလာရှင်ကျောင်းတိုင်းအတွက်ဟင်းချက်ဆရာကြီးအသားငါလိုအပ်တာတွေကိုနောက်နေ့တော့ဝင်လာခဲ့တယ်
မင်းမုံနာညီကတီလာရှင်တို့စားကြချိန်ညာချမ်းနေတာပါလေရန်အောင်ရုံသာစားတင်ခဲ့ရတဲ့နှင်းမုံကတီလာရှင်တို့ကြက်မှတ်နေတဲ့စာဝါတွေကိုအားကြပြီးတိတ်နားမလဲပဲနားထောင်နေတတ်တယ်တညနေမှာတော့ဈေးညှရှောင်းရင်စိတ်ပရိစိတ်နေရဲ့တိုက်ဟုတ်တီလာရှင်ကြီးကိုကြုံကြုံထိုင်လျက်ကမင်းမုံကတော့တယ်တမီးလေးမွေးလာရင်တီလာရှင်များဖြစ်လာမလားမင်းမုံကဆရာကြီးကိုလျှောက်တော့ဆရာလေးကအေးကောင်းတယ်လို့ပြောလိုက်တယ်ဒါပေမဲ့မင်းမုံကချက်ချင်းပဲငင်းဆန်နေတီလာရှင်နေငိမ့်ချက်နာတော့အမှန်ပါရဲ့ဘုန်းကြီးတွေလောက်တော့အရေးပေးကြည်ညိုမခံရဘူးလူတွေလိုပဲစွန်းဆန်ကိုထမင်းပြအောင်ချက်ပြုတ်ရသူ့စုနဲ့သူအိုးခွဲချက်ပြုတ်စားကြတာဆိုတော့သူထမင်းကိုထမင်းသူ့ဆန်ကိုဆန်သူ့ငပီကိုငပီဝေရချမ်းကထိရသိမ်းရနေအတွေးတွေကိုတတွတ်တွတ်ရုံနေရတယ်ဒါနဲ့ပဲဆရာလေးကဖြေပြောလိုက်သေးတယ်ဟုတ်တယ်ဒီတက်ဆိုတာရှိသေးတယ်ခကြောကြောတီလာရှင်ဆိုရင်လွန်ကျုံရေးအတွက်အစ်စ်ပူမရသေးတယ်တီလာရှင်ကိုသာသနာဖြစ်မဲ့ယောက်ျားတွေရှိတတ်သေးတယ်ကွဖះလက်ထက်ကနိပတ်တော်တစ်ခုကိုမန်နင်းမောင်တီအောင်လို့ဆရာလေးကပဲပြောပြလိုက်တယ်အလွန်လားတဲ့ဘိက္ခုနီမကိုယောက်ျားတစ်ယောက်ကချစ်ကြိုက်လို့လိုက်စကားပြောတယ်တဲ့ငါကဖះသာသနာကိုလိုက်နာတဲ့ဖះသမီးပါတကတော့မသိတော့ပါဘူးလို့ညင်းပေတားမြစ်ပေမဲ့ဟိုလူကလည်းမလျှော့ပဲဘိက္ခုနီမရဲ့အလားကိုသာတတူးတူချီးမွမ်းနေရတဲ့မင်းရဲ့မျက်လုံးစုံကတောက်ရှူးကျဲလို့တောက်ပဝင်လက်အယောင်တောင်ဖြာထွက်နေရလှလိုက်တာဒီမျက်လုံးတွေကိုချစ်လွန်လို့ပိုင်ဆိုင်များစီငါ့ကိုလက်ထပ်ပါအဲ့ဒီချီးမွမ်းစကားကိုလေကြရောတီလာရှင်ဘိက္ခုနီမကသူ့မျက်လုံးကိုယ်တိုင်ဖောက်ထုတ်ဆွဲယူပြီးသွေးတန်ရဲ့မျက်လုံးကိုအဲ့ဒီယောက်ျားလက်ထဲထည့်တယ်တဲ့မျက်လုံးဟောက်ပတ်သွေးဆက်ဆက်နဲ့ဘိက္ခုနီတီလာရှင်ကိုမြင်အောင်ကြည့်စမ်းပါသွေးတန်ရဲ့မျက်လုံးကြီးကိုလက်မခံရဲပဲတုံလုံးချောက်ကြားထွက်ပြေးသွားတဲ့ယောက်ျားကိုမြင်အောင်ကြည့်စမ်းပါအဲ့လိုယောက်ျားမျိုးတော့တပည့်တော်မမွေးချင်ပါဘူးတပည့်တော်သားမွေးခဲ့ရင်အဲ့ဒီသားလူရုပ်မှမဖြစ်စီရပါဘူးအဲ့လိုတုံနှုံနှုတ်လို့ပြောနေလေရဲ့စိတ်ပြီးသွားတဲ့ဒေါ်ညာနာစာရီတန်မနှင်းမုံကအသာတိုးသွားပြီးမေးခွန်းမေးခဲ့တယ်တပည့်တော်တစ်ခုလောက်သိကြပါလေဆရာကြီးကမေးပါဆိုပြီးလက်အသာပြတယ်သားသမီးဆိုတာမိဘနဲ့အကုန်ထူတာပဲလားဖေ။ဘာကြောင့်မိရလဲဘာလို့သိကြတာလဲ။တပည့်တော်မွေးလာမယ့်သားသမီးကတပည့်တော်လိုမှားမှလေဆိုတယ်ဖေ။ဒေါ်ညာနာစာရီကတရားဟောကလေးတိုင်းမှာအသားဝင်ထိုင်ပြီးမနှင်းမုံရဲ့စပင်ကိုလက်နဲ့ဖော့ဖော့တတ်တယ်။နှင်းမုံကသားသမီးတွေကမိဘထက်ပူမြင့်မြတ်တဲ့သားတွေကလည်းအများကြီးကွ။သူ့ပါရမီနဲ့ကံရလည်းရှိသေးတယ်။tiêuသားအားထုတ်လို့ရတာလည်းပါတယ်။အကြောင်းဝေးမကြည့်နဲ့။တို့ဂေါရမမြတ်စွာဘုရားကိုကြည့်။တာမရှင်မင်းကနေမွေးလာတဲ့မင်းသားအဖေမေတက်ပူမြင့်မြတ်ပြီးလူသားတွေအတွက်သာမကလူနဲ့ပြမလောကသုံးပါးမှာအကြီးမြတ်ဆုံးဘုရားဖြစ်လာခဲ့တယ်။အဲ့ဒါသူကိုယ်တိုင်မနာမနေတရားကြည်ကြံအားထုတ်ခဲ့လို့လေ။ဒါမဲ့ဖះရဲ့မိဘတွေကလည်းမျိုးရိုးတတ်တာဟုတ်။မြတ်စွာဘုရားလက်ထက်ကအလွန်နာမည်ကြီးခဲ့တဲ့တမတော်ဇေဝကဆိုတာကြားဘူးတာနေမုံ။အဲ့ဒီဇေဝကဆိုရင်ဘယ်နဲ့လို့မလဲ။သူ့မွေးမိခင်ကပြည့်တစားမလီ။ပြည့်တစားအနေမွေးပေမဲ့ဟိုဘဝပါရမီအရာဒီဘဝကြည်ကြံအားထုတ်မှုရအများသက်ကိုခဲ့တဲ့တမတော်မြတ်ကြီးဖြစ်လာတယ်။အိုးဟုတ်လား။အဲ့ဒီစကားကြောင့်မနှင်းမုံအားတက်သွားရှာတယ်။မနှင်းမုံခင်ဗျာရင်သွေးလေးကိုစင်ရဲပူမရသူမဖြစ်စေခြင်းအမားတွေကြောင့်ပူလောင်ရသူလည်းမဖြစ်စေခြင်းတီတီငြိမ်ငြိမ်အသက်ရှင်စေခြင်းနဲ့လူဘဝမှာစိုးရင်အကြောင်းကြကင်းရင်နဲ့အသက်ရှင်နေသွားနိုင်မှုဘာအရေးကြီးဆွဲဗျာလို့မေးခဲ့တယ်။ဆရာကြီးကမဆိုင်မတော့ချက်ချင်းဖြေတယ်။ဉာဏ်ပညာဖို့တကားမလေးရဲ့ဉာဏ်ပညာနဲ့ပြည့်စုံသူသာလောကရဲ့အစိုးကောင်းတဲ့အကျိုးအပြစ်ကိုခွဲခြားသည်။အဲ့လိုခွဲခြားသည်မှသာကောင်းကျိုးချမ်းသာအတွက်ကြင်ကြံအားထုတ်နိုင်တယ်။အများကိုကူညီနိုင်တယ်။ဉာဏ်ပညာမရှိရင်သီလကိုမသိဘူး။အပြစ်ကိုမသိဘူး။အပြစ်ကိုမသိရင်မိုင်မကျူးလွန်မိမယ်။ဒါကြောင့်ဉာဏ်ပညာမရှိသူဟာငရဲနဲ့နီးတယ်။ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုသားလေးကိုရစေချင်လိုက်တာတဲ့။မနှင်းမောင်ကဆန္ဒပြုတယ်။မောင်မိခင်ဟာအဲ့လိုမောင်ရင်ကိုပညာတော်ဖြစ်စေခြင်းနဲ့ဆန္ဒနဲ့သူ့ဘဝကိုထိန်းချောင်းပြီးမောင်ရင်ကိုလည်းပြုစုပြိုးထောင်ခဲ့တယ်။ကျင်းနာနာပြုစုပါသူ့ကိုတရားမှတ်ခိုင်းပါဘဝတန်တရားကိုဖျက်နိုင်တာဝိပဿနာပဲဆိုတာတကားလေးမမေ့ပါနဲ့။ကျမ်းမာချမ်းသာကြစေဖို့ဆရာလေးတို့မေတ္တာပို့လျက်ရှိပါတယ်။နေပင်ရောက်ကြောင်းတရားကိုပွားများအားထုတ်နိုင်သူများဖြစ်ကြပါစေတည်း။ဆရာလေးဒေါ်သီရိခင်မဝိသကာကျောင်းတိုက်ပြည်မျိုးလက်ဆောင်ရောက်မလားဆိုတော့လက်ဆောင်ခဏခဏရောက်ဘူးတာပေါ့။ဒါနိုင်ငံသားကနေပြန်လာရင်ကျမအတွက်လက်ဆောင်တွေဝေလာတာဘူး။ဘာတွေပါလဲ။အိုးအဆုံးပါပဲဂျပန်ကနေပြန်လာတော့ဂျပန်ပြည်ပြည့်ရဲ့ကီမိုနိုစားနဲ့ထီလီဘန်ကောက်ကနေပြန်လာတော့ပိုးတဲ့ထမိန်စားတွေလက်ပတ်နာကြီးဆုံးလို့ငယ်ငယ်တုန်းကရောလက်ဆောင်တွေရဘူးလားမမမီ
မရဘူးထင်ပါရဲ့ကျမတို့ကဆင်းရဲတယ်ဆရာအဖိုးတန်တာတွေဘယ်ရနိုင်မှမလဲစောင်းမရအောင်လို့အမေကစုချတာတို့ဘာလို့ဟမ်စုမရအောင်စဉ်းစားပါဦးမမေကရေမွားလိုက်တယ်စဉ်းစားရတာရည်စရာကောင်းလားဟုတ်ကဲ့ဘာရည်စရာကောင်းတာလဲလက်ဆောင်ပါလက်ဆောင်ရဘူးတဲ့ပေါ့ကျမကိုပေးတဲ့လက်ဆောင်မဟုတ်ဘူးအမေကိုပေးတဲ့လက်ဆောင်အမေကိုဟုတ်တယ်ဖက်နှက်လေးတရံတစ်သားခုံဖက်နှက်လေးပေါ့အဲ့ဒီဖက်နှက်လေးဆောင်ပြောပါဦးဖက်နှက်လေးကချစ်စရာလေးဥကော့ကော့လေးတစ်သားအနည်းဖြူဖြူနဲ့ဆိုတော့လှတာပေါ့ကျမမေကိုအဲ့ဒီဖက်နှက်လေးလက်ဆောင်ပေးတဲ့သူကကျမတို့အိမ်လေးချင်းကောင်းနေသူ့နာမည်ကအေးညိုတဲ့အင်းညိုတို့အိမ်ကဓားခုတ်တဲ့နေ့တိုင်းကြားရတယ်သူတို့ကဖက်နှက်ခုတ်ရောင်းတယ်လေဖက်နှက်ခုတ်ရောင်းနေဆိုတာကြီးတော့တာလွယ်တာအလွန်ပင်ပန်းတဲ့အလုပ်ပါကျမတို့ရွာနီးချုပ်ဆက်မှာတစ်ပင်ကြီးကြီးမားမားဆိုလို့တင်မောမကြီးပင်နေပဲရှိတာအဲ့ဒီတင်မောမကြီးပင်နေ၄၅၆နှစ်သာရှိလာရင်ပြည်စင်လုံးကလူကြီးပေါင်လုံးလောက်တုတ်လာတယ်အဲ့ဒီခါမှာတစ်သားခုံမနဲ့ခုတ်ဖို့အနေတော်တစ်ကိုရတာပေါ့မင်းစီအခောက်တွေကိုခွာလိုက်ရင်အတွင်းကနှစ်သားဖြူဖွေးနေတာမစုံမချောက်နေတော့ခုတ်ရတာ၆သွားရင်ကိုလိုချင်သလောက်ပုံသင်းမှုခတ်သွားပြီအဲ့ဒီနေ့ကကျမကအိမ်နောက်ဘက်ကမင်းမျိုးပန်းမျိုးရေလောင်းနေတော့အင်းညိုအိမ်ဝိုင်းထဲကိုဝင်လာတယ်အင်းညိုကကျမနဲ့ရွှေတူအရန်မြင့်မြင့်အသားညွညိုသပင်ရလေးညိုညိုမျက်လုံးကလေးညိုညိုအင်းညိုဘာကိစ္စလို့အမေကတန်တရားနဲ့လမ်းမိတယ်အမေကယောက်ျားလေးငယ်ငယ်ဆိုရင်ကျမတို့ညီမကိုပိုးတဲ့ကြီးထင်းနေရဘူးကျမတို့မင်းမျိုးပန်းငင်းတွေဘက်ကနေအိမ်ရှိစီကိုမပြေးထွက်လာခဲ့တယ်ထူးထူးဆန်းဆန်းအင်းညိုကကျမတို့အိမ်ဘက်ကိုလာနေကြမှာမဟုတ်ပဲကျမအိမ်ရှိရောက်တော့အင်းညိုလက်ထဲမှာကင်ထားတဲ့ဖက်နှက်လေးတရံမြင်လိုက်တယ်ဟဲ့တော့ချစ်စရာလေးလို့စိတ်ထဲကသဘောကျသွားတယ်ကျွန်တော်ဖက်နှက်လာပေးတာပါလို့အင်းညိုကအချစ်တင်ငုံငေါပြောတယ်ဖက်နှက်ဟုတ်လားဘသူ့အတွက်တော့ဘသူကမှားထားလို့တော့အင်းညိုချက်ချင်းမပြေဘဲနဲ့ကျမစီကိုလှမ်းကြည့်တယ်ဖက်နှက်ကကျမခြေထောက်နဲ့အတော်တော့ပဲလို့ကျမထင်တယ်ဒါကကျမအတွက်သူခုတ်ထားတာများလားလို့တွေးပြီးတော့ရင်ခုန်သွားတာပေါ့ဒါမဲ့ထင်လဲမထင်ရဲပါဘူးအင်းညိုနဲ့ကျမနဲ့တိတ်မှမခင်ပဲဘသူမှမမှားထားပါဘူးအိုးဘသူမှမမှားပဲနေများအမေကမျက်မှောင်ကြီးကျုပ်ပြီးတော့ကျမနဲ့အင်းညိုကိုမယုံတင်ကအကဲခတ်တယ်အမေကြီးကြောင့်ကျမအင်းညိုကိုတနာနေတော့အင်းညိုကဖြက်ခက်နေပြုံးပြီးအမေလက်ထဲကိုအဲ့ဒီဖက်နှက်ထည့်ပေးလိုက်တော့တာပဲဒေါ်လေးရဲ့အတွက်ကျွန်တော်ကိုယ်တိုင်ခုတ်ထားတဲ့ဖက်နှက်ပါဒေါ်လေးကိုလာပေးတာအမေကအယောင်ယောင်မမနဲ့ကင်ထားလိုက်တယ်ဟင်အမေပါစအဟောင်းသားဖြစ်သွားတယ်ဖြစ်ချင်တော့အဲ့တုန်းကကျမ6လောက်မှလည်းဖက်နှက်မရှိပါဘူးမီးဖို့ကြောင့်ကပြင်းလေးကနေကမန်းကနက်ဆင်းလာခဲ့တာဆိုတော့အမေတို့ခုံမနက်ကိုအမေမစုတ်ခဲ့ဘူးလေအင်းညိုကအမေအံ့ဩနေတော့ကျမကိုပြုံးမြပြီးတော့လှစ်ဆိုပြီးတော့ထွက်ပြေးသွားတော့တယ်ထူးထူးဆန်းဆန်းတော့ငါအမြဖက်နှက်ပေးရတယ်လို့မှန်စမ်းတဲဒီကလေးဖက်နှက်လေးကတေးသေးလေးအမေခြေထောက်နဲ့ဘယ်တော်မှမလဲတဲကြွားရာဘာအကျန်းမဟုတ်ဘူးအနုစားအမဲအောင်တော့အမဲအောင်မို့ဒါပေမဲ့ဂွင်းထိုးပြားလိုက်မဟုတ်ပဲခြေမနဲ့ချင်းညိုကြမှာညှက်လို့ရအောင်တက်ထားတဲ့ချင်းညက်ဖက်နှက်ပါခုံမနက်ကိုကျမတို့ရွာမှာဂွင်းထိုးပဲခုတ်ကြဆင်ကြတာချင်းညက်လို့ရအောင်တဲကြိုးတက်ထားတဲ့ဖက်နှက်ကိုကျမပထမဆုံးမြင်မှုလိုက်တာပါငါခြေထောက်နဲ့မတန်တဲ့ဖက်နှက်ကိုငါလာပေးတယ်အမေခြေထောက်ဖက်နှက်တန်းဝင်အောင်ဆွတ်လို့မရအောင်လေကျမရေကျင်လိုက်တာမပြောပါနဲ့တော့ဖက်နှက်ကငငယ်လေးမေရဲ့ကျမဝင်ပြောတော့အမေကကျမကိုမျက်စောင်းထိုးတယ်ငဲမှာပေါ့ဘယ်ခြေထောက်နဲ့တိုင်းထားမှန်းမသိပဲကျမထင်ခဲ့သလောက်တော့အမေကမအောင်အမေရိမ့်မိနေလိမ့်မယ်ကျမစီးကြည့်မယ်လေကျမနဲ့တော်ရင်ကျမစီးမယ်အမေဘာမှမပြောတော့ဘဲနဲ့ကျမလည်းဖက်နှက်လေးကိုစီးကြည့်လိုက်တယ်ဟုတ်တော့တကယ်ပါပဲဖက်နှက်ပေါ်ကိုခြေထောက်တင်ကြည့်လိုက်တာနဲ့ခြေထောက်ကရှော့ကနေတသက်သားလေးအန်ခိုက်ဖြစ်သွားတော့တာအမေကျမနဲ့အတော်ပဲတော့ဒီကလေးမဟုတ်မှလို့ရောညီကိုမျက်စိကျနေပြီထင်တယ်ဒါညီစီးဖို့ပဲရမဲရှာပြီးငါပေးတာအမေကလည်းကြံ့ကြီးစီတာအဲ့လိုပြောလိုက်ရပေမဲ့ကျမသိတယ်အင်းညိုကျမအတွက်ဖက်နှက်ကိုခုတ်ခဲ့တာသူကိုယ်တိုင်ခုတ်ခဲ့တာပေါ့သူ့လက်ရအောင်ကျမသိတယ်ကျမတို့ရွာမှာဖက်နှက်ခုတ်တဲ့လုပ်ငန်းလုပ်တာ2ဦး3ဦးရှိတယ်အင်းညိုဖက်နှက်ကလက်ရအကောင်းဆုံးအိမ်နေရကျမချီပွားလေးနေရတာတော်တော်အဆင်ပြေနေတယ်လမ်းသွားရင်လည်းတတ်သားလေးကျမဖက်နှက်လေးကိုစီးပြီးအိမ်ရှိထွက်လာတော့အင်းညိုကကျမခြေထောက်ကိုအရင်ငုံကြည့်တယ်သူ့ဖက်နှက်လေးကိုကျမစီးထားမြင်တော့သူပြုံးလိုက်တာများအယောင်တောက်သွားတာပဲနှင်းမောင်ဖက်နှက်လေးတော့လားအန်ကြပြီလှုပ်ခနဲ့ပြောပြီးမှကျမရှက်သွားမိ
ဒါမဲ့ကျမအံဩရလွန်တော့မမေးပဲမနေနိုင်လို့မေးလိုက်မိသေးတယ်။ဟာငါဖနဲ့ရွယ်စားအောင်နင်မလို့လို့သိရလေ။ तू ကတော်တော်နဲ့မဖြေဘူး။ကျမနဲ့ဘေးချင်းရှင်ရဲ့လိုက်ရှောက်နေရအကြိုက်ပြီးတော့မှကျမရွာတဲ့အဝင် तू ကကန်ညွန့်နေပဲသွားလမ်းခွဲကနေမှစကားတူတူလေးပြောသွားတယ်။မိချေဝါလေးကိုငါလွတ်ရနေရကြာလာပြီတဲ့။ငယ်တုန်းကတော့ပွဲဆိုတဲ့အတန်ကြားလေးပြောတိန်ကအလူပေးလို့ပြောတိတန်ကြားလေးပြောတာပဲ။ကြည်နူးစရာဆိုတော့စဉ်းစားကြည့်တော့တခုရှိတယ်။ညီရီတွေကြီးလို့ကမ်းမပြိုတော့ဘုန်းကြီးเจ้าနေရပြိုမှသေးစားနေရဆိုတော့ဘုန်းကြီးเจ้าကိုရွှေ့ပြရတာကျမမှတ်မိနေတယ်။အဲ့ဒါတရားတော့ဝိုင်းဝန်းလောက်ကင်ကြတာဆိုတော့ကြည်နူးစရာလို့ပြောရင်ရမယ်ထင်တယ်။မျက်ရည်အတော်ကျန်းနေဟိဘုန်းကြီးเจ้าဒီနေ့ပြီးရွှေ့ကြမှာဖြစ်မှာတရင်တယောက်လာခဲ့ကြမနက်နေထွက်ချိန်မှာအိမ်ပေါင်းစိတ်လိုက်နိုးတဲ့ရွာစော်ကြီးဦးစိန်မောင်တန်ကျမတတိရတယ်။လော်စပီကာမလိုလောက်ကျဲတဲ့အတန်မှာထွေးလေးစိန်မောင်ဘယ်ဟိုလာမှာတော့ကဘာထိတ်ကရွာဦးเจ้าကိုပေါ့ဟာနင်တို့အိမ်ကမလို့ဘူးလေယောက်ျားသားမှမရှိတာပဲ။အိုးယောက်ျားမရှိရင်ကျုပ်ရှိပါတယ်တော့အဲ့လိုကျမပြောလိုက်တယ်။ဟုတ်တယ်လေအိမ်မှာဟိုရွာဒီရွာပြေးဖို့အရေးကိစ္စပေါ်လာရင်ကျမပဲယောက်ျားတယောက်လိုကြက်ညက်တဲ့နဲ့ပြေးလွှားနေရတာဥစ္စာဘုံကြီးကျောင်းရှိလုပ်ငန်းမှလည်းအားတက်တယ်ကိုပါကျင်တာပေါ့ကျမတို့ရွာကကြီးရွာတွေစုထားတဲ့အုပ်စုတွေကတရွာလေတရွာထဲမှာလူနေအိမ်နေပြီမေဆက်ဆက်နေတဲ့ရွာတွေအားလုံးပေါင်းလိုက်ရွာကြီးကြီးပေါ့အေယာရီမြစ်ရဲ့တောင်ထုံးနေတဲ့နုံးတိမြေနုကျုံမှာတည်ထားတဲ့ရွာတွေဆိုတော့ကဘာပြိုတဲ့နေထားလိုက်ရွာနေရရွှေ့ရတယ်ပြောလို့ပြောတာမဟုတ်ပါဘူးမြေချောင်းကကွေးလာတဲ့ကကျမတို့ရွာကိုတိုက်စားပစ်လိုက်တယ်မြည်ရည်ကြီးချင်းကဘာတွေပြိုကြတဲ့ကကန်းနဲ့နေတဲ့အိမ်တွေအဆောက်အုံတွေအကုန်ပါသွားတတ်တယ်တခါတလေရွာလုံးကျုံပြေးရရွှေ့ရတယ်ဘုံကြီးကျောင်းရဲ့တစ်လုံးတိုင်တွေကကျွန်းသစ်တယ်ကျမတစ်ပတ်စာလောက်အလုံးထုတ်တယ်အမိုးတွေကားတွေဖြုတ်ခေါမိုးနဲ့မျက်နှာကျက်ထုံနှန်းတွေဖြတ်ပြီးတဲ့ကတစ်လုံးတိုင်တွေမြင်မြန်တူကျမလိုပဲမနေတတ်တဲ့မိမသူ၃ယောက်ကယောက်ျားတွေကိုဝိုင်းကူကြတာပေါ့ထမိန်တူတူဝစ်ထည့်ပြီးလေကားကိုပြေးတက်လိုက်ပြေးဆင်းလိုက်လုံနေရတာမောတော့မောတယ်အဲ့ဒီချိန်မှာပေါ့ကျမနာမည်ခေါ်တန်ကြရတာနှင်းမုံနဲ့အင်းညိုအတန်မန်းတော့သိပါရဲ့အတန်ကဘယ်ရလာမှန်းမသိဟိုတီတီလိုက်ရှာတော့သူကထက်ခေါ်တယ်ဟဲ့နှင်းမုံငါ့အပေါ်မှာကောင်းနိုင်တစ်တာရမတန်းမှာကြားနာထိုင်တန်နှုတ်နေတဲ့အင်းညိုကအပေါ်စီကနေမျက်မှောင်ကျုပ်ကြည့်နေရကျမမမြင်ခဲ့ဘူးသူကမျက်မှောင်ကြီးကျုပ်လိုပါလားဘာတော့ကြည့်လေလုံးဘုန်းကြီးတွေကလှေကားအုပ်ကနေကအလွှားလွှားနဲ့အမြင်မတုံးအသာအေးထိုင်နေရမဟုတ်ဘူးအိုးထိုင်နိုင်မှာဘူးသူများမှကိုလည်းမကျင်တာပေါ့မမနဲ့သူများမိန်းကလေးထမင်းထုတ်တီးပြီးအိမ်ပြန်ချက်ပြုံနေကြတယ်နင်ရောအိမ်ပြန်မချက်ဘူးလားအော်သူမျိုးမှပဲတွေးမိဟုတ်တယ်ကျမတို့အိမ်ကြီးကနေထမင်းထုတ်လေးလာဖို့ကြရမှာအေးတတိယပြီဒီနေ့အိမ်မှာဟင်းကောင်းမှာတော့မောင်မကောပဲစီပြန်နဲ့ရင်မောက်စာ၅ချက်ပေါ့အေးအမေတော်မဟင်းချက်နေလောက်ပြီအမေကငိုင်းချိန်အိုးကမချက်ဘူးစီလေရေးလေချက်တာကျမမကြိုက်ဘူးအိုးအိမ်ကိုမြန်မြန်ပြန်ပြေးမှာပြီအမေငိုင်းကိုအိုးကက်ပြအောင်လုပ်ပြီးထမင်းလေးထုတ်ယူလာခဲ့မယ်ကျမတို့ထမင်းထုတ်ကိုအင်းညိုစားခွင့်ကြုံရင်ကြုံမှာပေါ့ကျမချက်မဲ့ရင်မောင်စာ၅အုပ်ကက်ကိုအင်းညိုစားပြစ်သွားဘယ်လိုလုပ်ရင်ကောင်းမလဲကျမအတွေ့နဲ့အိမ်ကိုတခါလေးတန်းပြန်ပြေးမိတယ်အိမ်ရောက်တော့အတင်းနဲ့အတိုင်းပဲအမေကငါ့ကိုစီလေရေးလေချက်နေပြီအမေအိုးကက်ချက်အောင်မှာတော့ဟဲ့အိုးကက်ချက်အောင်ညီစီကဘသူကပေးမှာတော့အော်အမေကလည်းတခါလေးလေးစီပြန်စားရတာဘုန်းကြီးเจ้าမှလူတွေဝိုင်းစားတွေကစီပြန်လေးကျွေးရတာကောင်းတာပေါ့ဖမ်မလီနဲ့ကြံနေရဲ့စီလေးကိုကျမဒဲဦးခင်းနဲ့ထည့်ချပြစ်လိုက်တယ်အမေကအမလီတော့စီလေးကမာမီနဲ့အော်နေသေးတယ်ကျမမကြားကြအောင်ဆောင်းလိုက်တယ်လေအမေစီကိုကျမပြောင်းဝင်ပေးပါမယ်တော့လို့စိတ်ထဲရပဲနှိမ့်သိမ့်လိုက်တယ်ဘုန်းကြီးเจ้าကိုကျမထမင်းတုပ်လေးနဲ့ပြန်ရောက်သွားတော့တက်လုံးနေတက်သားတန်းနေနေရအချက်လိုက်တွေဖြစ်ကုန်ပြီသူတို့အောင်လို့ထမင်းစားကြတော့မယ်စပိန်ကုံအကျန်းတဲ့ကြီးအရှိလိုက်ပေါ်မှာအင်ဘက်တွေချခင်ပြီးထမင်းဝဲပြင်ကြတယ်သူ့အိမ်ကထမင်းထုတ်ကိုယ့်အိမ်ကထမင်းထုတ်စပွဲတော်ရောက်တော့ရောတော့ကုန်လာပါပြီကျမကထမင်းတုပ်နှစ်ထုပ်တဲလာခဲ့တာကျမတစ်ထုပ်စားမိအင်းညိုတစ်ထုပ်ကျွေးမယ်ပေါ့အင်းညိုအတွက်ထမင်းထုတ်ကအင်ဘက်တုပ်ပေါ်မှာချီချမ်းလက်တုပ်ပေါ်ကအဝါခွက်နဲ့ထပ်ထုတ်ထားတာတည်တည်တက်တက်လေးပါအင်းညိုကလူငယ်လေးဆိုတော့လူကြီးတွေဝိုင်းမှမစားဘူးခလန်းလန်းကိုပြေတစ်ခုပေါ်မှာသွားထိုင်နေကျမစိတ်ညစ်သွားတယ်ကျမထမင်းတုပ်ကစပွဲပေါ်မှာအင်းညိုကအဝေးမှာအင်းညိုလက်ထဲရောက်နေတဲ့ထမင်းတုပ်ကအင်ဘက်ပေါ်ကနေသတင်းစာဆက်ကူနဲ့ထပ်ပတ်ထားတယ်အဲ့ဒါသူ့မိတွင်းမှန်ရဲ့လက်ရမဟုတ်ဘူးတွင်းမှန်အိမ်လောက်တည်တက်တက်မလုပ်တတ်ဘူးဘသူပေးတဲ့ထမင်းတုပ်ပါလိမ့်နော်ပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တယ်ကျေကျွေတို့ရဲ့ကောင်းငင်ဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းကို
နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကစနေသက်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်